တရားတော်မြတ်ကိုနာယူကြည်ညိုကြဖို့ရောက်ရှိလာကြတဲ့အလုံးတော်တရားနာပိသဘောတော်ဟောတို့ကိုဘုရားတော်ကတရားဟောပါလေဆိုလို့ရှိရင်အင်္ဂုတ္တပါဠိတော်တတ္တကနိဗ္ဗာန်မှာလာရှိတဲ့အာစိတသုတ်တံလို့သံဃာတော်တွေမြင်ခြင်းများကောင်းစဉ်ပြီးပြီးတော့မှတ်တမ်းတင်တော်မူခဲ့တဲ့သုတ်တံတရားဒေသနာကိုအခြေခံပြီးတော့ကိုယ်စိတ်ကိုစစ်ဆေးပါလို့တရားကောင်းစဉ်လေးပြီးပြီးတော့ပိသဘောတော်ဟောတို့ကိုအရင်တော့ဟောပါမယ်နော်ကိုယ်စိတ်ကိုစစ်ဆေးပါသူတစ်ပါးတို့ရဲ့စိတ်ဖြစ်ပုံကိုလိမ္မာကျွမ်းကျင်မှုမရှိရင်မိမိရဲ့စိတ်ဖြစ်ပုံကိုလိမ္မာကျွမ်းကျင်မှုရှိအောင်ကြိုးစားရမယ်လို့မြတ်စွာဘုရားဟောပါတယ်မိမိရဲ့အစ္ဆဒအတွင်းသဏ္ဍာန်မှာကောင်းတဲ့စိတ်တွေဖြစ်နေလားမကောင်းတဲ့စိတ်တွေဖြစ်နေလားယုံညံ့တဲ့စိတ်တွေဖြစ်နေလားမြင့်မြတ်တဲ့စိတ်တွေဖြစ်နေလားပူလောင်တဲ့စိတ်တွေဖြစ်နေလားအေးချမ်းတဲ့စိတ်တွေဖြစ်နေလားဆိုတာကိုသိသိကြည့်ရမယ်စစ်ဆေးပေးရမယ်ပိဿဝကနာဘဟုကာရကုတလေတုဓမ္မေတုကိုယ်စိတ်ကိုစစ်ဆေးခြင်းသည်ကုသိုလ်ကောင်းမှုတို့ဖြင့်တိုးပွားရေးကိစ္စမှာအလွန်တရာမှအကျိုးကျေးဇူးများတယ်လို့မြတ်စွာဘုရားဟောဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့မိမိရဲ့အစ္ဆဒအတွင်းသဏ္ဍာန်မှာဖြစ်ပေါ်နေတဲ့စိတ်တို့ရဲ့သဘာဝတရားတွေကိုနားလည်မှုရှိအောင်မကောင်းတဲ့စိတ်တွေမဖြစ်အောင်ကောင်းတဲ့စိတ်တွေဖြစ်ပေါ်ခွင့်ရအောင်ကိုယ်စိတ်ကိုစစ်ဆေးခြင်းဆိုတဲ့အလွန်တန်ဖိုးရှိတဲ့အလုပ်ကိုလုပ်ကြဖို့မလိုဘူးလားလိုပါလေအဲ့ဒါမြတ်စွာဘုရားကကိုယ့်ရဲ့စိတ်ကိုကိုယ်တိုင်ဘယ်လိုစစ်ဆေးမလဲဆိုတာကိုဒီသုတ်တံမှာနိလန်းပေးပြီးတော့ဟောထားပါတယ်ဒါကြောင့်ပိဿပေါင်းတော်တို့ဒီတရားဒေသနာတော်မြတ်ကိုကိုယ်စိတ်ကိုစစ်ဆေးခြင်းဖြင့်ကုသိုလ်ကောင်းမှုတို့ဖြင့်တိုးပွားစေမယ်ဆိုတဲ့ရည်ရွယ်ချက်လေးနဲ့နာယူကြည်ညိုကြည့်ကြရအောင်နော်ဒီတရားဒေသနာတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုတော်မြတ်ရဲ့အမြဲတမ်းဤချမ်းရှိတဲ့တော်မူတဲ့မဟာကရုဏာကိုသိစရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟူသောပညာကိုဒုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုတော်မြတ်ကိုယုတိမြတ်တို့ရှိခိုးကုတော်ကြောင့်ဆိုအလုံးလည်းဥချင်းမှုပြီးတော့အာရုံပြုကြရအောင်ကရုဏာတိတလရေယပညာပိဇောတဝိယတမောဟတမအာတရပရလောကကရုဝတိဒုက္ကတဂတိဝိမု ढ ကရုဏာတိတလရေယမဟာကရုဏာတော်ဖြင့်ဤမြတ်သောစေတလုံးလေးရှိတော်မူပါဝိထသောပညာပိဇောတဝိယတမောဟတမအရဟတမေတိဟုသောအယောင်လေးဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်ကိုဖေပေါ်တော်မူပြီးထသောသာတရမရလောကကရောလူနှင့်မြမသတ္တဝါနန္ဒတို့၏ကြောက်ကြီးတန်းတို့လေကလေးပြုရာတဆူရီတော်ဆရာသခင်လည်းဖြစ်တော်မူပါပြီးထသောဂတိဝိမု ढ ဒေဝမနောသနိရယနှင့်ပိတတရိစ္ဆာလာယရှိငါတံသောဂတိတို့မာတိဒုတဖြင့်ကင်းလွတ်တော်မူပြီးသောဒုက္ကတံတတ္တဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်စွာတော်မူပါ၏ထသောဘုရားသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်တော်လည်းများခဲ့သည်ပြတ်သားထင်းနေသိမြင်ပေတဲ့မြတ်ရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညာပရမမကိုယုံနာနဲ့ဖြာဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝဏိဝနာမှာကာယဝေစီမနောခြေ၍သုံးသည့်ဒွါရပနာမဖြင့်ဒုက္ခယုံကြည်လက်ဆုံမူဟာရှိခိုးဥညုပါ၏မြတ်စွာဘုရားကိုယ်စိတ်ကိုစစ်ဆေးပါတဲ့စတင်ပြီးတော့နာယူကြည်ညိုကြရအောင်နော်ဒီသုတ်တံကိုမြတ်စွာဘုရားယဟန်တော်ရှင်မြတ်တွေကိုဟောကြားတော်မူခဲ့တာဖြစ်ပါတယ်ဘယ်လိုဟောကြားတော်မူခဲ့လဲဆိုတော့နောစီဘိက္ခဝေဘိက္ခုနောပရစိတပရိယာယကုသလောအတ္တအဋ္ဌသစိတပရိယာယကုသလောဘောဟိတာမိယဟန်တော်တဲ့သူတော်ဘာတို့ရဲ့စိတ်ဖြစ်ပုံကိုလိမ္မာကျွမ်းကျင်မှုမရှိလို့ရှိရင်မိမိရဲ့စိတ်ဖြစ်ပုံကိုလိမ္မာကျွမ်းကျင်မှုရှိအောင်ကြိုးစားရမယ်တဲ့ရိုးရိုးလေးနော်သူတော်ဘာတို့ရဲ့အတွင်းသဏ္ဍာန်မှာဘလို့စိတ်တွေဖြစ်နေတယ်ဆိုတာကိုဒကာမတို့အချင်းတို့တွေတ
သိနိုင်မြင်နိုင်တဲ့သဘောရှိပါသလားမရှိပါဘူးဇာပင်ကြီးတွေရနေတာမှမဟုတ်ပဲကိုဟုတ်လားအဲ့လိုသူတော်ဘာတို့ရဲ့စိတ်ဖြစ်ပုံကိုကိုမသိဘူးမမြင်ဘူးနားမလည်ဘူးဆိုရင်ကိုယ့်ရဲ့စိတ်ဖြစ်ပုံကိုသိအောင်မြင်အောင်နားလည်အောင်ကြိုးစားရမယ်ကိုယ်မှာယုံကြည်တဲ့စိတ်တွေဖြစ်နေလားမြင့်မြတ်တဲ့စိတ်တွေဖြစ်နေသလားအတ္တတကြတဲ့စိတ်တွေဖြစ်နေလားအောက်တန်းကြတဲ့စိတ်တွေဖြစ်နေလားဆိုတာကိုကိုယ်တိုင်စစ်ဆေးပေးဖို့လိုပါတယ်တဲ့မြတ်စွာဘုရားကအဲ့ဒါကိုယ်စိတ်ကိုစစ်ဆေးဖို့မြတ်စွာဘုရားတိုက်တွန်းတဲ့နေရာမှာမြတ်စွာဘုရားကဥပမာလေးနဲ့တိုက်တွန်းတယ်ဥပမာဘယ်လိုပေးလဲဆိုတော့လှကျင်ပါကျင်တဲ့ငယ်ရွယ်လူပြိုတဲ့အရွယ်လေးတွေလူနဲ့ပြိုလေးတွေလုံဝင်ပြိုလေးတွေနေတိုင်းမှန်ကြည့်ကြတယ်ဆိုတာမရှိဘူးလားအဲ့လိုမှန်ကြည့်တဲ့အခါမှာမှန်တဲ့မှာကိုယ့်ရဲ့မျက်နှာပေါ်မှာတကယ်လို့များအရေးကြီးလေးကြီးမကောင်းရှုမကောင်းတာတွေပေးချင်နေမယ်ဆိုရင်အဲ့ဒါကိုဖယ်ရှားဖို့သူတို့မကြိုးစားဘူးလားကြိုးစားတယ်တကယ်လို့မှန်တဲ့မှာကိုယ့်ရဲ့မျက်နှာလေးကဘာအရေးကြီးမှမရှိဘဲနဲ့ကြည်လင်ဝဲပါနေတယ်ဆိုရင်တော့ဒါဝမ်းမြောက်ဝမ်းသာဖြစ်နေမယ်ပေါ့ဒါမှန်ကြည့်ကြတဲ့အနေနဲ့ဟုတ်လားအဲ့ဒီလိုပဲဒီဃာရမတို့ဘုရင်တို့တွေကကိုယ့်ရဲ့စိတ်ထဲမှာကောင်းတဲ့စိတ်တွေဖြစ်နေလားမကောင်းတဲ့စိတ်တွေဖြစ်နေလားဆိုတာကိုသိသိကြည့်ရမယ်စစ်ဆေးကြည့်ရမယ်တကယ်လို့မကောင်းတဲ့စိတ်တွေဖြစ်နေတယ်ဆိုရင်အဲ့ဒီမကောင်းတဲ့စိတ်တွေကိုဖယ်ရှားဖို့ကြိုးစားရမယ်ကောင်းတဲ့စိတ်တွေဖြစ်နေတယ်ဆိုရင်တော့အဲ့ဒီကောင်းတဲ့စိတ်ပေါ်မှာအဲ့ဒီကောင်းမှုပေါ်မှာယက်တည်ပြီးတော့ထို့တဲ့အလုံးကောင်းတဲ့ကောင်းအောင်ကြိုးစားရမယ်အမှန်ကြီးတဲ့ပုဂ္ဂိုလ်ဟာအရေးကြီးတွေတွေ့ရင်ဖယ်ရှားတယ်လို့မျိုးအငြိကြီးမတွေ့ဘူးတန်တန်ရှင်းရှင်းဖြစ်နေတယ်ဆိုရင်တော့ဝမ်းမြောက်နေတယ်လို့မျိုးကိုစစ်ဆေးလို့ကောင်းတာတွေတွေ့မယ်ဆိုရင်ဝမ်းမြောက်တယ်ပေါ့မကောင်းတာတွေတွေ့မယ်ဆိုရင်အဲ့ဒီမကောင်းမှုကနေလွတ်မြောက်အောင်ကြိုးစားရမယ်ဖယ်ရှားနိုင်ဖို့ကြိုးစားရမယ်အဲ့လိုရည်ရွယ်ချက်နဲ့ကိုယ်စိတ်ကိုစစ်ဆေးမယ်ဆိုရင်ဒါဟာကုသိုလ်ကောင်းမှုတို့ဖြင့်တိုးပွားရေးကိစ္စမှာအလွန်တရာမှအကျိုးကျေးဇူးများတယ်လို့မြတ်စွာဘုရားဟောတယ်ပစ္စဝေခန္ဓာကုတလေသူဓမ္မေသူဘဟုကာရကုသိုလ်ကောင်းမှုတို့တိုးပွားရေးကိစ္စမှာကိုယ်စိတ်ကိုစစ်ဆေးခြင်းသည်ဆင်ញင်ခြင်းသည်အလွန်တရာမှအကျိုးကျေးဇူးများတယ်လို့ဒီလိုအိဗယ်ရဟုတ်လားဒါကြောင့်ပိဿဘောဓတော်တို့ကိုယ်စိတ်ကိုကောင်းတာတွေဖြစ်နေလားမကောင်းတာတွေဖြစ်နေလားဆိုတာကိုစစ်ဆေးပေးကြဖို့မလိုဘူးလားလိုပါတယ်အဲ့ဒါမြတ်စွာဘုရားကကိုယ်စိတ်ကိုစစ်ဆေးတဲ့နေရာမှာစစ်ဆေးတတ်အောင်နေပြီးလမ်းပြသင်ကြားပေးထားတာရှိတယ်အဲ့ဒီသုတ်တန်ထဲမှာကိုယ်စိတ်ကိုဘယ်လိုစစ်ဆေးမလဲကောင်းတဲ့စိတ်မကောင်းတဲ့စိတ်ကောင်းတဲ့သဘောမကောင်းတဲ့သဘောအဲ့ဒါကိုမြတ်စွာဘုရားကဆန့်ကျင်ဘက်သဘောတရားလေးတွေကိုတွဲဆက်ပြီးတော့အတွဲဆယ်တွဲကိုယ်စိတ်ကိုစစ်ဆေးဖို့စစ်ဆေးပြီးသင်ကြားပေးတယ်ဟုတ်လားကောင်းတဲ့စိတ်မကောင်းတဲ့စိတ်အချက်10ချက်ပေါ့နော်တစ်ချက်ကိုဆန့်ကျင်ဘက်တရားလေးနှစ်ပါးတွဲပြီးတော့မြတ်စွာဘုရားကိုယ်စိတ်ကိုစစ်ဆေးဖို့စစ်ဆေးနည်းလေးကိုသင်ပြပေးထားတာရှိတယ်အဲ့ဒါပိဿဘောဓတော်တို့ဘဝမှာတကယ်လက်တွေ့လုပ်ကြည့်မယ်ဆိုတဲ့စိတ်ကလေးနဲ့ဒီနီလန်းလေးကိုနားလည်အောင်မှတ်သားရမယ်ဟုတ်လားမှတ်သားပြီးရင်လည်းပဲဆုံးအားရှိသမျှကိုယ်စိတ်ကိုဒီနီလန်းလေးကိုအသုံးချပြီးတော့စစ်ဆေးပေးရမယ်ပေါ့ဟုတ်လားအဲ့ဒါမြတ်စွာဘုရားကကိုယ်စိတ်ကိုစစ်ဆေးဖို့အတွက်အဲ့ဒီချက်10ချက်မြတ်စွာဘုရားဘယ်လိုသင်ပြပေးလဲဆိုတော့နံပါတ်1အတွဲလေးကမပြောထားတော့အဘိဓါတို့လူခေါ်ဘဟုလံဝိရာမိအနာဘိဓါတို့လူခေါ်ဘဟုလံဝိရာမိအာဒီအဘိဓါတို့အဘိဓါတရားတွေများပြားပြီးဟုတ်တော်ဝါဖြစ်ပြီးဘဟုလံဒီပါများစွာဝိရာမိလို့ခေါ်နေသလားငါအဘိဓါတွေတရားတွေအဘိဓါတရားတွေများပြီးတော့ငါနေနေသလားလို့ကိုယ်စိတ်ကိုစစ်ဆေးရမယ်တဲ့ဒါမှမဟုတ်အနာဘိဓါတို့လူခေါ်ဘဟုလံဝိရာမိငါဒီအနာဘိဓါတို့အဘိဓါတရားတွေမများပဲနဲ့ဘဟုလံဒီပါများစွာဝိရာမိလို့ခေါ်နေသလားလို့ဒီလိုလည်းပဲစစ်ဆေးပေးရတာပထမစစ်ဆေးရမယ့်အချက်ပေါ့နော်ငါအဘိဓါတရားတွေများပြီးတော့နေသလားဒါမှမဟုတ်အဘိဓါတရားတွေမများပဲနဲ့များနေတာများသလားလို့မလုပ်ပြရမလို့စစ်ဆေးပေးရမယ်အဘိဓါဆိုတာဘာကိုပြောတာလဲအဘိဓါဆိုတာအလွန်တရာဆိုးဝါးတဲ့လောဘကိုပြောတာလောဘကအဆင့်အမျိုးမျိုးရှိတယ်ခုဒီအဘိဓါဆိုတာကသူတော်ဘာပစ္စည်းကိုမတရားကိုပစ္စည်းဖြစ်ခြင်းဒီအထိဆိုးဝါးတဲ့လောဘကိုအဘိဓါလို့ပြောတယ်ဟုတ်လားအဲ့လောက်ထိဆိုးသွမ်းတဲ့လောဘဓာတ်တွေနဲ့ကိုနေနေတာများလားဒါမှမဟုတ်အဲ့လောက်ဆိုးရတဲ့လောဘကြီးတော့မရှိပါဘူးဆိုတဲ့အနေအထားနဲ့နေတာများလားလို့ကိုယ်စိတ်ကမလို့လို့စစ်ဆေးရမယ်ဒါပထမအတွဲဘာမှနားမလည်ကြမရှိဘူးနော်ဟုတ်လားနောက်ဒုတိယအတွဲမြတ်စွာဘုရားဘယ်လိုသင်ပေးတော့
ဗျာပါဏစိတ်တော်ဒုက္ခဘုလံဝိရာမိအဗျာပါဏစိတ်တော်ဒုက္ခဘုလံဝိရာမိအဟံအာတိဗျာပါဏစိတ်တော်ဒေါသကဖြစ်စည်းသဖြင့်ပြည့်စည်သောစိတ်ရှိသည်ဟုတ်တော်ဖြစ်၍ဘုလံကြီးပါများစွာဝိရာမိလို့ခေါ်နေတယ်လို့ငါစိတ်ကြီးကဒေါသတွေထွက်ပြီးတော့စိတ်တူပြီးတော့စိတ်တွေပြက်ပြီးတော့ဒေါသရဲ့ဖြစ်စည်းတာကိုခံရလို့ပြည့်စည်နေတဲ့အနေအထားကြီးနဲ့များငါနေနေတာများလားလို့ကိုယ့်ကိုယ်ကိုစစ်ဆေးရမယ်ဟုတ်လားနောက်အဗျာပါဏစိတ်ဓာတ်အဗျာပါဏစိတ်ဆိုတာဒေါသရဲ့ဖြစ်စည်းခြင်းကိုမခံရတဲ့အတွက်ကြောင့်မပြည့်စည်တဲ့စိတ်ကိုပြောတာဟုတ်လားဒီနေ့မှာပေးတဲ့ဘောင်းတော်ကောင်းတို့ဒေါသဆိုတာတော့ဗမာစကားလုံးလိုတောင်ဖြစ်နေပါပြီဟုတ်လားစိတ်တူတယ်စိတ်ပြည့်တယ်စိတ်တိုင်းကြတွေဖြစ်တယ်မကြည်မတတ်တွေဖြစ်တယ်ဒါကိုဘာလို့ခေါ်တော့ဒေါသအဲ့ဒီဒေါသဖြစ်လာပြီဆိုရင်ဒီပင်ကိုစိတ်ကလေးကမဖြစ်သွားပျက်စီးသွားဒါကိုဗျာပါဏစိတ်ဓာတ်ပျက်စီးတဲ့စိတ်အဗျာပါဏစိတ်ဓာတ်မပျက်စီးတဲ့စိတ်ဒီလိုသုံးတယ်နော်အဲ့လိုဒေါသကြောင့်ပျက်စီးနေတဲ့စိတ်နဲ့နေတာများလားသို့မဟုတ်မပျက်စီးတဲ့စိတ်နဲ့နေတာများသလားလို့ကိုယ်စိတ်ကိုမလုပ်အောင်လို့စစ်ဆေးရမယ်နှစ်တွဲရှိပြီနော်နောက်သုံးခုမြောက်အတွဲကြတော့မြတ်စွာဘုရားဘယ်လိုဟောပြလဲထိနာမိတံပရိယုတ်တိတော်လို့ခေါ်ဘူးလားဝိရာမိဝိကတောထိနာမိတော်လို့ခေါ်ဘူးလားဝိရာမိထိနာမိတတွေလွှမ်းမိုးပြီးတော့မှနေနေတာများလားဒါမှမဟုတ်ထိနာမိတတွေကင်းပြီးတော့နေတာများလားလို့ကိုယ်စိတ်ကိုစစ်ဆေးရမယ်တဲ့ထိနာမိတဆိုတဲ့စကားလုံးလေးပေးတဲ့လို့အတိပ္ပယ်အလုံးနားနေပါတယ်နော်စိတ်จิตတိတ်တို့ရဲ့ထိုင်မှန်လေးကံခြင်းဟုတ်လားကလေးတွေနားလည်အောင်ပြောမယ်ဆိုရင်တော့အိတ်ချင်မှန်ကြီးတဲ့သဘောဒါကဘာလို့ခေါ်လို့ထိနာမိတအဲ့ဒီထိနာမိတဆိုတာအမှန်တရားတွေကိုမသိမမြင်အောင်ဖုံးကွယ်နိုင်ခြင်းရှိတဲ့အတွက်ကြောင့်နိဝရဏတရား၅ပါးထဲမှာထိနာမိတကိုထည့်သွင်းပြီးတော့ဟောထားတာမရှိဘူးလားရှိတယ်အဲ့ဒါလို့ဆိုရတဲ့ထိနာမိတတွေလွှမ်းမိုးပြီးတော့ငါနေနေတာများလားအမြဲတမ်းထိုင်မိုင်းလေးလေးကန်းကန်းမရွှဲမလန်းနဲ့ဒီလိုနေတာများလားပေါ့ဆိုလိုတာကဟုတ်လားအဲ့ဒါလိုမျိုးပဲနဲ့ကြီးကြီးလေးလေးလန်းလန်းဆန်းဆန်းအားရှိတဲ့စိတ်တွေနဲ့နော်ဘဝမှာအားရှိတဲ့စိတ်တွေနဲ့ထိနာမိတကင်းပြီးတော့နေနေတာများလားလို့လည်းဘာလို့မလို့စစ်ဆေးရမယ်ဒီကနေ့တရားကတော့ဇက်လန်းနေလည်းမပါဘူးဟုတ်လားပုံမြင်နေလည်းမပါဘူးစဉ်းစားစရာတွေပြောမှဆိုတော့ဒီတို့မပြင်းဖို့တော့လိုမယ်နော်ဒီဘဝမှာဒါတွေကအရေးပါတယ်ဆိုတဲ့ဒီတရားတွေရဲ့ပုံမှာတန်ဖိုးထားတဲ့စိတ်နဲ့မျက်မျက်နှာတို့နာယူဖို့မလိုဘူးလားလိုတယ်ကိုမြတ်စွာဘုရားကမကောင်းတာတွေမဖြစ်ဖို့အတွက်ကိုယ်စိတ်ကိုစစ်ဆေးဖို့သင်ကြားပေးနေတာအချက်ဘယ်နှချက်ရှိပြီတော့၃ချက်ရှိသွားပြီနော်၃တွဲရှိသွားပြီပေါ့ဟုတ်လားနောက်ဦးဇင်းတို့၄ခုမြောက်အတွဲကျတော့မြတ်စွာဘုရားဘာဟောပြထားတော့၄ခုမြောက်အတွဲဘာဟောပြထားတော့ဆိုတော့ဥဒ္ဓတော်လူခေါ်ဘူးလားဝိရာမိအနုဒ္ဓတော်လူခေါ်ဘူးလားဝိရာမိဥဒ္ဓတော်ဆိုတာဘာပြောတာလဲပြန့်လွင့်တဲ့စိတ်တွေဖြစ်နေတာကိုပြောတာအာငါသည်ဥဒ္ဓတော်ပြန့်လွင့်သောစိတ်ရှိသည်ဟုတ်တော်ဖြစ်၍ဘူးလားချိန်ပန်များစွာဝိရာမိလို့ခေါ်နေနေသလားအနုဒ္ဓတော်မပြန့်လွင့်ဘဲနဲ့ဘူးလားချိန်ပန်များစွာဝိရာမိလို့ခေါ်နေနေသလားတဲ့အရှိကြီးကတောင်တွေးမြောက်တွေးပြီးတော့ပြန့်လွင့်ပြီးတော့အနေများသလားလို့ကိုယ့်ကိုယ်ကိုစစ်ဆေးရမယ်ဟုတ်လားဒီကလေးကမလို့ရှင်တို့တခါတလေမဟုတ်ပါဘူးလေဘဝမှာအနေများတာကတော့ဒီပြန့်လွင့်မှုတွေနဲ့ပဲအနေများတာပါတောင်တွေးမြောက်တွေးတောင်ကြံမြောက်ကြံဟုတ်လားဖြစ်ချင်တာတွေတွေးတယ်မဖြစ်ချင်တာတွေတွေးတယ်ဖြစ်ခဲ့တာတွေတွေးတယ်မဖြစ်သေးတာတွေတွေးတယ်အတိပ္ပယ်ရှိတာတွေတွေးတယ်အတိပ္ပယ်မရှိတာတွေလည်းတွေးရပါပဲအဲ့လိုမျိုးအတွေးတွေနဲ့ပြန့်လွှဲပြီးတော့စိတ်ကြီးကထောက်ပြရမရအိမ်ကြီးမရပြန့်လွှဲပြီးတော့နေနေတာများလားလို့ဘာလို့စစ်ဆေးရမယ်အဲ့လိုပြန့်လွှဲမှုမရှိဘဲနဲ့စိတ်ကိုစုစည်းနိုင်တဲ့အနေအထားမျိုးနဲ့နေတာများလို့လားများလားလို့လည်းဘာလို့စစ်ဆေးရမယ်တဲ့ဒါတတော်ရဲ့နော်ပြန့်လွှဲသောစိတ်နဲ့နေသလားမပြန့်လွှဲတဲ့စိတ်နဲ့နေသလားလို့ကိုယ့်ရဲ့စိတ်အကြည့်အတွေးကိုကိုယ်တိုင်နားလည်အောင်ဘာလို့စစ်ဆေးရမယ်လေးတွေရှိသွားတယ်နော်ဒီနောက်၅ခုမြောက်ပါပြောတော့ဝိသိကိစ္စလို့ခေါ်ဘူးလားဝိရာမိတိဏဝိသိကိစ္စလို့ခေါ်ဘူးလားဝိရာမိငါဝိသိကိစ္စတရားတွေများပြီးတော့မြန်နေတာများလားဒါမှမဟုတ်ဝိသိကိစ္စကိုကြော်လွှားနိုင်ပြီးတော့မြန်ငါနေနေတာများလားလို့လေကိုယ့်ကိုယ်စစ်ဆေးရမယ်တော့ဝိသိကိစ္စဆိုတာဘာပြောတာလဲယုံမှန်တန်ရစေတနာမြတ်သုံးပါးနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာမှန်ကန်တဲ့ဆက်ချက်ကိုမချနိုင်ဘူးဒါတွေကဟုတ်မြတ်ဟုတ်လေလားမဟုတ်မြတ်မဟုတ်ဘူးလေလားအစရှိသဖြင့်ရှေ့တိုးရမလို့အောက်ဆိုရမှာလို့နဲ့
တို့လောတွေးတိုးပြီးတော့ယုံမှန်းတန်တရားတွေဖြစ်နေတာကိုဘာလို့ပြောတော့ဝိရှိကိစ္စအဲ့ဒီဝိရှိကိစ္စဖြစ်လာပြီဆိုလို့ရှိရင်ဘေးတော်ကောင်းတော်ကောင်းတို့ပညာရှိသူတော်ကောင်းတွေရဲ့ဓမ္မချင်းကပ်ပြီးတော့မေးရတယ်ဉာဏ်ရတယ်အဲ့သူတို့ကိုမေးမြန်းလိုက်လို့သူတို့ကမှန်မှန်ကန်ကန်ပြောနိုင်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဝိသိကိစ္စယုံမှန်းတန်တရားတွေပြောင်းသွားပြီဘူးလားတောက်သွားနိုင်တယ်ဟုတ်လားနောက်ပြီးတော့ကိုယ်တိုင်လည်းပဲဓမ္မတို့ဓမ္မပฏิပတ်တိတရားဘာဝနာတို့ကိုကြိုးစားအထောက်ရခြင်းလည်းပဲဒီဝိသိကိစ္စဆိုတဲ့ယုံမှန်းတန်တရားတွေကိုပပြောင်းသွားအောင်ကြိုးစားရမယ်ပေါ့ဒီယုံမှန်းတန်တရားဆိုတာစိတ်နှလုံးကိုအလွန်တရာမှပူလောင်ပင်ပန်းနေတဲ့ဆင်းရဲစေတယ်ဟုတ်ရဲ့လားအဲ့ဒါမြတ်စွာဘုရားကအဲ့ဒီလိုယုံမှန်းတန်တရားဆိုတဲ့ဝိသိကိစ္စတွေလွှမ်းမိုးပြီးတော့ဘဝမှာအနေများတာဒါမှမဟုတ်ဝိသိကိစ္စကိုလွန်မြောက်အောင်ကြိုးစားရတဲ့ဝိသိကိစ္စတွေကင်းပြီးတော့နေတာများလာလို့လည်းမလို့မလို့စစ်ဆေးရမယ်အဲ့ဒါတွေ့ရှိသွားတယ်ငါးတွေ့ရှိသွားတယ်နော်၆ခုမြောက်အတွေ့ကြတော့မြတ်စွာဘုရားမှာဟောထားတယ်ကောတတော်ဒုက္ခဘုလံဝိရာမိနော်အကောဒနောဒုက္ခဘုလံဝိရာမိအကောဒနောဒုက္ခဘုလံဝိရာမိနော်ကောဒနာဆိုတာအမျက်ပြောတာနော်အမျက်ဆိုတာဒေါသအသေးသားလေးကိုပြောတာသောတော်ကဗျာပါဏစိတ်ဓာတ်ဒေါသကဖြစ်ခြင်းတစ်ဖြစ်ဖြစ်စည်းသောစိတ်ရှိပြီးဖြစ်၍လို့သောတော်ကမပြောခဲ့ဘူးလားပြောခဲ့တယ်ခုပြောတာကဘာတော့အမျက်ဆိုတာကဒေါသအနှုတ်သားလေးကိုဟာစိတ်တိုင်းမကြဒီဟာစိတ်တိုင်းမကြနောက်ဟိုဟာမြင်မကျေနပ်ဒီဟာဖြစ်မကျေနပ်ဘဝမှာမြင်ရတာတွေနဲ့ပတ်သက်ပြီးတော့ကြားရတာတွေနဲ့ပတ်သက်ပြီးတော့တွေ့ရတာတွေနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာဘဝမကြနိုင်မဲနဲ့နောက်စိတ်ထဲမှာအလိုမကျတဲ့အသေးလေးတွေဖြစ်နေတာဘဝမှာအများကြီးမရှိဘူးလားရှိတယ်အမိသားစုရင်းနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ဇီဝရင်းနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ပဝန်းကျင်နဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ်နေဟုတ်လားဘဝမကြတဲ့ကိစ္စလေးတွေစိတ်တိုင်းမကြတဲ့အနေအထားလေးတွေကတော့ဘဝမှာဘယ်သူမှရှောင်လို့မရပါဘူးအဲ့လိုမျိုးတွေ့လာတဲ့အခါမှာဒကာတော်ဘာလို့ဦးဇင်းတွေကများသောအားဖြင့်အဲ့ဒီစိတ်တိုင်းမကြဘူးဆိုတဲ့အမြင့်နဲ့မလုံးကြတော့တုတ်ပြန်ရတယ်ပေါ့ဟုတ်လားအဲ့ဒါကိုယ်စိတ်ကိုစစ်ဆေးရမယ်တဲ့ငါစိတ်တူတရားတွေတွေ့တိုင်းစိတ်တူပြီးတော့ပဲနေသလားဒီအမျက်တွေလွှမ်းမိုးပြီးတော့ဘဝမှာပူလောင်နေသလားဟုတ်လားဓမ္မမဟုတ်မေတ္တာတရားနဲ့သိမြင်မှုတွေနဲ့နားလည်မှုတွေနဲ့အေးချမ်းအမျက်ကင်းပြီးတော့နေတာများလားကိုယ်စိတ်ကိုမတော့လို့စစ်ဆေးရမယ်တဲ့ဟုတ်ရဲ့လားတခုကိုဦးဇင်းတို့အကြာကြီးပြောလို့မရဘူးပြောမယ်ဆိုတော့သူကအလုံးပြောကြကောင်းတယ်ဟုတ်လားဒါပေမဲ့အတွဲကဘယ်နှတွဲတည်ပြောရမှာလဲ10တွဲတည်ပြောရမယ်နော်ပြီးရင်လည်းပဲဘာတွေဆက်လုပ်ရမလဲဆိုတော့မြတ်စွာဘုရားကတင်ပြထားတာတွေကရှိသေးတယ်ဦးဇင်းတို့စုံအောင်တော့ပြောမှာပါဒီတုတ်တန်လေးကိုဟုတ်လားဒါမြတ်စွာဘုရားဟောထားတဲ့အတိုင်းဒီပဲပြောနေတာဦးဇင်းတို့အာဘောဘာမှထည့်ထားတာမရှိပါဘူးနော်ဒါပဲတွဲရှိသွားပြီနော်6တွဲရှိသွားပြီနောက်9ခုမြောက်အတွဲကျတော့မြတ်စွာဘုရားမှာပြောပြတော့တန်ကိလေသာစိတ်တော်ဒုက္ခဘုလံဝိရာမိအပံကိလေသာစိတ်တော်ဒုက္ခဘုလံဝိရာမိတဲ့9ခုမြောက်စဉ်းစားဆင်ခြင်ရမယ်စစ်ဆေးရမယ်အတွဲတန်ကိလေသာစိတ်အပံကိလေသာစိတ်တန်ကိလေသာစိတ်ဆိုတာဘာပြောတာတော့ညစ်နွမ်းတဲ့စိတ်ကိုပြောတာအပံကိလေသာစိတ်ဆိုတာစင်ကြယ်တန်ရှင်းတဲ့စိတ်ကိုပြောတာဟုတ်လားဒီစိတ်ထဲမှာတက်မဲ့မှုဆိုတဲ့ຢာကတွေဖြစ်ရင်စိတ်ကညစ်နွမ်းသွားတယ်မကျေနပ်မှုဆိုတဲ့ဒေါသတွေဖြစ်ရင်ဒီစိတ်ကညစ်နွမ်းသွားတယ်ဟုတ်လားမာနတွေဖြစ်လာတယ်မနာလိုမှုတွေဝန်တိုမှုတွေဖြစ်လာရင်ဒီစိတ်ကမဖြစ်သွားတော့ညစ်နွမ်းသွားတယ်ဒီနေ့မှာဦးဇင်းတို့ပြတဲ့ဘောတော်တော်ဒီညစ်နွမ်းနေဆိုတဲ့ကမာစကလုံးလေးအလွန်တရာမှจิตသိပြီးတယ်လို့ဆိုရတယ်ညစ်နွမ်းနေတဲ့ညစ်တယ်ဆိုတော့မတန်ရှင်းဘူးပေါ့မစင်ကြယ်ဘူးပေါ့အဖြူရှင်ဘူးပေါ့ဟုတ်တယ်မဟုတ်လားညစ်နေတယ်ပေါ့နော်နွမ်းတယ်ဆိုတော့နွမ်းတယ်ဆိုတော့မလန်းဆန်းဘူးပေါ့မကြည်လင်ဘူးပေါ့မလက်ဆက်ဘူးပေါ့ဟုတ်တယ်မဟုတ်လားစိတ်ကိုပါတော့ညစ်သွားအောင်နွမ်းသွားညှိုးငယ်သွားအောင်ညစ်ပေသွားအောင်အမျိုးမျိုးလုံးတာကဘာတွေလဲဆိုတော့ခုနကပြောခဲ့တဲ့ຢာခဆိုတဲ့တက်မဲ့မှုဒေါသဆိုတဲ့အမျက်ထွက်မှုဒီတရားတွေကပဲဒီစိတ်ကိုညစ်အောင်နွမ်းအောင်မလုပ်ဘူးလားဟုတ်လားအဲ့ဒါမြတ်စွာဘုရားကအဲ့လိုညစ်သောနွမ်းသောစိတ်တွေနဲ့ပဲငါအနေများသလားဒါမှမဟုတ်စိတ်တွေမညစ်ဘဲနဲ့မနွမ်းဘဲနဲ့မကြည်ကြည်နဲ့လန်းလန်းဆန်းဆန်းတန်းတန်းရှင်းရှင်းဟုတ်လားအဲ့လိုလေးနေတာများလားလို့ကိုယ်စိတ်ကိုမတော့လို့စစ်ဆေးရမယ်ဒီနေ့မှာဒကာကြီးမကြီးများအထူးသဖြင့်ဒကာမကြီးများစိတ်ညစ်တယ်လို့ပြောရတာမရှိဘူးလားနှုတ်ကတော့ထုတ်ပြီးတော့ပြောတယ်နော်ဟောတော့စိတ်ညစ်တယ်ခုအဲ့ဒီလိုမိန်ပြောနေတာမြတ်စွာဘုရားကအဲ့ဒီစိတ်ကြီးညစ်ပြီးတော့နေတာများလားစိတ်မညစ်ဘဲနဲ့နေတာများလားစဉ်းစား
တော့ဒီနေ့စိတ်ညစ်တယ်လို့ဘယ်နှခါလောက်ကြီးတော့ဒီမှာကြီးနေစိတ်ညစ်တယ်လို့ဘယ်နှခါလောက်ကြီးတော့စိတ်တွေကဘာလို့ညစ်တာစိတ်ညစ်ခြင်းရဲ့အကြောင်းတရားတွေကတော့အများကြီးရှိတာပေါ့စိတ်ညစ်ခြင်းရဲ့အကြောင်းတရားတွေကတော့အများကြီးရှိရနော်အဲ့ဒီအများကြီးသောအကြောင်းတရားတွေကတူရစုပြောမှဆိုတော့နှစ်ချက်တော့ပဲရှိမလို့ထင်တယ်ဘာလို့စိတ်တွေညစ်ကြကိုဖြစ်ချင်တာတွေမဖြစ်လို့စိတ်တွေညစ်ကြကိုဖြစ်ချင်တာတွေမဖြစ်လို့စိတ်တွေညစ်ကြတယ်နော်ပြီးရင်ကိုမဖြစ်ချင်တာတွေဖြစ်လို့လည်းစိတ်တွေညစ်ကြဒါပါပဲဒီနှစ်ချက်ပါပဲအဓိကဟုတ်လားဖြစ်ချင်တာတွေမဖြစ်လို့ညစ်ရတဲ့စိတ်မဖြစ်ချင်တာတွေဖြစ်ရလို့ညစ်ရတဲ့စိတ်ဘာကြောင့်ပဲညစ်စိတ်ညစ်ပြီဆိုရင်တော့ရှင်းရတာပဲဟုတ်တယ်မဟုတ်လားအဲ့ဒါမြတ်စွာဘုရားကဒီစိတ်ညစ်ပြီးတော့နေတာများလားမညစ်ဘဲနေတာများလားဘာလို့လဲစစ်ဆေးရမယ်အဖြေမှန်ရှားရမယ်နော်ဘယ်တွဲရှိသွားလဲခေါင်းတွဲရှိသွားနော်နောက်ရှစ်ခုမြောက်အတွဲလေးကစိတ်ဝင်စားတဲ့အကောင်းတယ်ရှစ်ခုမြောက်အတွဲကဘာပြောလို့ဆိုတော့တာရတ္တကာယောဒုက္ခဘုလံဝိရမိအတာရတ္တကာယောဒုက္ခဘုလံဝိရမိအာဟာတိတာရတ္တကာယောပင်မနွမ်းနေသောခန္ဓာကိုယ်ရှိသည်ဟုတ်တော်ဖြစ်ပြီးဘုလံချိန်ပန်များစွာဝိရမိလို့ခေါ်နေသလုံးအတာရတ္တကာယောပင်မနွမ်းနေမှုမရှိသောခန္ဓာကိုယ်ဖြင့်ဘုလံချိန်ပန်များစွာဝိရမိလို့ခေါ်နေသလုံးခန္ဓာကိုယ်ကြီးကိုစဉ်းစားခိုင်းတာဗျာသောတော့ကစိတ်ကိုပဲစဉ်းစားခိုင်းနေရတာအခုရုပ်ခန္ဓာကြီးကိုပါစစ်ဆေးခိုင်းနေပြီနော်ကိုယ့်ရဲ့ရုပ်ခန္ဓာကိုယ်ကြီးကိုပါမလုပ်ခိုင်းနေပြီတော့စစ်ဆေးခိုင်းနေပြီအခန္ဓာကိုယ်ကြီးပင်ပန်းပြီးတော့မတတ်မသားနဲ့နွမ်းပင်ပန်းပန်းနွမ်းနေကြီးနေရတာများလားဓမ္မဘုပေါ်ပါကြီးလေးနဲ့အာရှိပါရှိချမ်းသာလေးနေရတာများလားလို့ဘာလို့မလို့စစ်ဆေးရမယ်ဒီနေမောင်းချင်းတို့ခန္ဓာကိုယ်ကြီးပင်ပန်းနွမ်းနေတယ်ဆိုတာကဘာကိုကြီးညွှန်းတာတော့အလုံးကျန်းတွေလုပ်ရလို့အလေးအပင်တွေကိုမှားရလို့ဟုတ်လားအရန်ဆင်းရဲတဲ့အလုပ်မျိုးတွေကိုလုပ်ရလို့ခန္ဓာကိုယ်ပင်ပန်းတာမျိုးကိုအဓိကကြီးညွှန်းတာမဟုတ်ဘူးဟုတ်လားတခါတလေလူကသူများရဲ့အမြင်မှာအလွန်စိတ်ကြနေရတယ်လို့ထင်ရပေမဲ့လို့တချို့ပင်ပန်းနေတဲ့လူတွေရှိဘူးလားနောက်ကလည်းတိုင်းပေါ်မှာစိတ်နဲ့ထိုင်နေရင်လည်းဇောကျွေးပြန်နေရတဲ့အနေအထားမျိုးတွေမရှိဘူးလားရှိတယ်အဲ့ဒါဘာလို့လဲပင်ပန်းစီတဲ့စိတ်တွေဖြစ်နေလို့ဒုက္ခနာကိုပင်ပန်းနေတာတဲ့ပြောရရင်စိတ်ကပင်ပန်းလို့ရှိရင်စိတ်ရဲ့ပြရာဒီခန္ဓာကိုယ်ကြီးနဲ့ပင်ပန်းတာပဲစောတော့ကညင်သောစိတ်နဲ့ပင်ပန်းသောခန္ဓာကိုယ်ဆိုတာဆက်ဆက်နေတယ်ဒီချမ်းစင်လားနော်စိတ်တွေကညင်နွမ်းနေပြီမကြည်မသာဖြစ်နေပြီစိတ်တွေဆင်းရဲနေပြီဆိုရင်အဲ့ဒီစိတ်ရဲ့ပြရာဒီရုပ်ခန္ဓာကြီးနဲ့ဘာဖြစ်တော့ပင်ပန်းနေပူလောင်နေဆင်းရဲတယ်ဟုတ်လားအဲ့ဒီချွေးတွေပြန်ပြီးတော့ပင်ပန်းနေတယ်နွမ်းနေတယ်ဘာဖြစ်လို့လဲစိတ်ကြောင့်မဟုတ်တော့သဘောပေါက်ရလားဒီစိတ်ဆိုတာကဒီခန္ဓာကိုယ်ကြီးကိုအမိပြုပြီးတော့ဖြစ်နေတယ်ပြီးတော့သူအမိပြုနေတဲ့ဒီခန္ဓာကိုယ်ကြီးကိုပဲပြန်ပြီးတော့အကြီးအကျယ်လွှမ်းမိုးနေတယ်သဘောပေါက်ရလားဗျာနောက်စိတ်ရဲ့လွှမ်းမိုးမှုကဒီခန္ဓာကိုယ်ကြီးရဲ့ပုံမှာအကြီးအကျယ်မရှိဘူးလားစိတ်ကြောင့်ဒီခန္ဓာကိုယ်ကအများကြီးအပြောင်းအလဲတွေဖြစ်နိုင်တယ်ဟုတ်လားစိတ်ထောင်းကိုကြီးစိတ်ပြုံကိုနှုတ်ပြောကြတာမရှိဘူးလားစိတ်ကကြည်လင်လန်းဆန်းနေမယ်ဆိုရင်ခန္ဓာကိုယ်ကလည်းကြည်လင်လန်းဆန်းတယ်စိတ်ကညှဉ်းနှွမ်းနေတယ်ညှိုးငယ်နေတယ်ဆိုရင်ခန္ဓာကိုယ်ကြီးကလည်းညှဉ်းနှွမ်းနေတယ်ညှိုးငယ်နေတယ်အဲ့ဒါမြတ်စွာဘုရားကကိုယ်ခန္ဓာကိုယ်ကြီးကိုလည်းကိုယ်စစ်ဆေးဖို့လိုပါတယ်တဲ့ဟုတ်လားပင်ပန်းပန်းနွမ်းနွမ်းနေနေစဉ်းနေရည်ပြန်နေသလားဒါမှမဟုတ်ပင်ပန်းနွမ်းနေမှုရှိပဲနဲ့နေသလားလို့ဘာလို့မလို့စစ်ဆေးရတယ်အဲ့တော့ဆိုလိုတာကခန္ဓာကိုယ်ကြီးမပင်ပန်းအောင်ဒီစိတ်ကလေးကိုကြည်ကြည်လင်လင်လန်းလန်းဆန်းဆန်းလေးဖြစ်အောင်ကြိုးစားဖို့မလိုဘူးလားလိုတယ်အဲ့ဒါလေးကိုပြောတာအဲ့လိုဆိုရင်ဒီခန္ဓာကိုယ်ကြီးမပင်ပန်းအောင်တတ်တာလေးဖြစ်အောင်ကြည်ကြည်လင်လင်လန်းလန်းဆန်းဆန်းလေးဖြစ်အောင်ဒီစိတ်ကိုအည်သွေးရှိအောင်ကြိုးစားရမယ်ပေါ့စိတ်ကလေးကိုကြည်လင်လန်းဆန်းမှုရှိအောင်ကြိုးစားရမယ်ဘယ်လိုကြိုးစားမှာလဲဆိုရင်တော့အထီရောက်ဆုံးနေရတော့ကိုယ်ခန္ဓာကိုယ်ကြီးရဲ့ပုံမှာကိုယ်တိုင်တတိဉာဏ်ပြီးတော့ထားဟုတ်လားဘာတွေဖြစ်နေလဲလို့တတိထားဘယ်လိုနေရာမျိုးမှာပဲရောက်ဘယ်လိုအခြေမျိုးမှာပဲဖြစ်ဘယ်လိုအနေအထားမျိုးမှာမဆိုကိုဘာဖြစ်နေတယ်လဲဆိုတာလေးကိုသတိထားရမယ်ဖြစ်နေတဲ့အတိုင်းလေးမှန်မှန်ကန်ကန်သိပြီးတော့နေရမယ်ဘာပဲဖြစ်မှန်မှန်ကန်ကန်သိပြီးတော့နေလို့ရှိရင်ဒီစိတ်ကကြည်လင်လန်းဆန်းမှုရှိတယ်ဒါလက်တွေ့ကြိုးစားကြည့်မှသိနိုင်မယ်ဟုတ်တယ်မိုက်ဟုတ်လားဒါကြောင့်အရင်လိုပေးတဲ့ဘောတော်တော်ဒီကံရဲ့သဘာဝတွေရဲ့ပုံမှာသတိထားခြင်းအပြင်ဒီစိတ်ကိုကြည်လင်လန်းဆန်းမှုရှိအောင်လုပ်ပေးဖို့မလိုလားလို့တယ်ဒါကြောင့်ထိုင်နေရင်လည်းပဲ
ထိုင်နေတဲ့အနေအထားလေးကိုမှန်မှန်ကန်ကန်သိနေရပဲခုထိုင်နေတဲ့အနေအထားလေးကိုသိကြည့်လို့မရဘူးလားရတယ်သွားနေရင်လည်းသွားနေတဲ့အနေအထားလေးကိုသိနေရမယ်အစကတည်းကမှတော့ဦးဇင်းတို့ပြတဲ့ဘောင်းတော်ကောင်းဆုံးသိနေတဲ့အချိန်မှာထိုင်နေတဲ့ဒီဘုဒ္ဓထိုင်နေတဲ့ပုံစံကြီးပဲစိတ်ထဲမှာထင်ရှားတယ်ပေါ့အဲ့ဒါကိုကိုကသိပါများလို့ရှိရင်အဲ့ဒါတော့မကလာဘူးဒီထိုင်နေတဲ့အနေအထားထဲမှာပရမတ္ထသဘာဝလို့ဆိုတဲ့ပူမှုသဘောအေးမှုသဘောမာမှုသဘောပြုတ်မှုသဘောလှုပ်ရှားတဲ့သဘောတုံ့ပြန်တဲ့သဘောလက်နဲ့ကင်ပြလို့မရတဲ့မျက်စိနဲ့ကြည့်လို့မမြင်ရတဲ့ဉာဏ်နဲ့သာနဲ့သိနိုင်တဲ့ရုပ်တို့ရဲ့သဘာဝတရားတွေကိုသိနိုင်တဲ့မြင်နိုင်တဲ့သတိထားခြင်းအဖြစ်ဟုတ်လားအဲ့ဒီလိုသတိထားနေပဲဆိုလို့ရှိရင်ဒီစိတ်ကစိတ်ကိုညှစ်အောင်လုပ်မဲ့ຢာကဒေါသမောဟတွေကအဲ့ဒီချိန်မှာဖြစ်ခွင့်မရဘူးဝင်လို့မရဘူးဒါကြောင့်စိတ်ကလေးကတတ်တာအေးချမ်းတယ်ပေါ့ပါတယ်ဒါကြောင့်သတိထားခြင်းအဖြစ်ဒီစိတ်ကိုညှစ်နှွမ်းမှုမရှိအောင်ကြိုးစားရမယ်စိတ်ညစ်တယ်ဆိုတာຢာကဒေါသမောဟတို့ကြောင့်စိတ်ညစ်ရတာအဲ့ဒီຢာကဒေါသမောဟမလာအောင်လုပ်နိုင်ရင်ဒီစိတ်ညစ်အောင်မလားမညစ်တော့စိတ်မညစ်ဘူးစိတ်မစင်းရဲဘူးဆိုရင်ခန္ဓာကိုယ်ကြီးရောစင်းရဲမလားမစင်းရဲဒါနားလည်ဖို့လိုတယ်နော်ဒါကြောင့်ပြည့်တဲ့ဘုန်းတော်တို့ရှိခုမြောက်မြတ်စွာဘုရားသိစိတ်ခိုင်းတဲ့စစ်ဆေးခိုင်းတဲ့အနေအထားလေးကစိတ်ဝင်စားတဲ့မျိုးမကောင်းဘူးလားကောင်းတယ်စိတ်တွေကိုကြီးစစ်ဆေးခိုင်းတဲ့အနေအထားကနေပြီးတော့ရုပ်ခန္ဓာကိုယ်ကြီးကိုတစ်လက်ပြောင်းပြီးတော့စစ်ဆေးခိုင်းတဲ့အခန္ဓာကိုယ်ကြီးပင်ပန်းနေလားမပင်ပန်းဘူးလားစစ်ဆေးဟုတ်လားမျက်နှာလေးကြည့်ကိုမျက်နှာကိုစိတ်နဲ့ပြန်ကြည့်ညာသွားဖြင့်မျက်မှောင်ကြီးတွေကျုံနေတယ်မိယုံကြီးတွေတင်းနေတယ်တင်းနေတာပဲများတယ်ဒီကုလုံးကြည့်လိုက်ရင်တင်းနေတာပဲများတယ်ဘာလို့တင်းနေတာဖြစ်ခြင်းတဲ့စိတ်တွေနဲ့ဖြစ်ခြင်းတဲ့စိတ်တွေများလာတော့ဖြစ်မှဖြစ်ပါမလားဆိုတဲ့စိုးရိမ်မှုတွေနဲ့ဟောအဲ့ဒီလိုလောဘဒေါသတွေနဲ့နင်းနေတာဆိုခန္ဓာကိုယ်ရက်မှဖြစ်တော့တင်းနေရတာမချမ်းသာတော့သဘောပေါက်ရလားဒါကြောင့်ပြတဲ့ဘုန်းတော်တို့ဒီစိတ်ကလေးကိုအဆက်တန်းမြင့်မအောင်ကြည်လင်အောင်အေးချမ်းအောင်လေ့ကျင့်ပေးဖို့မလိုဘူးလားအဲ့လိုလေ့ကျင့်မှလည်းလေ့ကျင့်အောင်တတိနဲ့လေ့ကျင့်ရမှာသိထားတဲ့ဒီကိုပဲကြိုးစားရမှာသာလို့ပြီးလို့ပြောမယ်ဆိုတော့တတိပဋ္ဌာန်ဘာဝနာကိုပွားများပြီးတော့ကြိုးစားရမှာကိုယ်ခန္ဓာမှာဘာပဲဖြစ်နေမှန်မှန်ကန်ကန်သိနေတဲ့အလေ့ကျင့်ကောင်းကိုဝင်းမြူရမှာအဲ့လိုဆိုရင်ဒီစိတ်ဟာဇာကဒေါသမောဟဖြစ်ခွင့်မရဖြစ်ရတဲ့အတွက်ကြောင့်ကြည်လင်လန်းဆန်းမှုမရှိနိုင်ဘူးလားရှိနိုင်တယ်ဒါကိုရှစ်ခုမြောက်စဉ်းစားစစ်ဆေးရမယ့်အချက်ပေါ့ဟုတ်လားနောက်ဝင်တို့ကိုခုမြောက်ကိုယ်စိတ်ကိုဘယ်လိုစစ်ဆေးမလဲဒီနည်းလမ်းလေးကိုမြတ်စွာဘုရားဘယ်လိုသင်ထားတော့ကောတိဇောနုခောဘုလံဝိရာမိအာရထဝိရောနုခောဘုလံဝိရာမိကောတိဇဆိုသောစကားလုံးအာရထဝိရိယဆိုသောစကားလုံးဒီလိုသိပြီးတော့နားထဲမှာစိမ့်မယ်လို့ထင်ပါကောတိဇဆိုတာအင်းကြီးခြင်းအာရထဝိရိယဆိုတာကြိုးစားအထုတ်ခြင်းငါသည်ပြင်းပြင်းကြီးနေနေတာများလားဒါမှမဟုတ်ကြိုးစားအထုတ်ပြီးတော့နေတာများလားလို့ကိုယ်စိတ်ကိုစစ်ဆေးရမယ်ဒီနေ့မှာဦးဇင်းတို့ပြည်တဲ့ဘောတော်တို့ကြိုးစားအထုတ်တယ်ဆိုတာဘလို့ကြိုးစားအထုတ်ခြင်းကိုရည်ညွှန်းတာတော့ဒါနားလည်ဖို့လိုတယ်နော်ဘာတမိုးမှမရှိတဲ့ကြိုးစားအထုတ်မှုတွေကိုဒီနေရာမှာရည်ညွှန်းတာမဟုတ်ကြိုးစားအထုတ်မှုဆိုတဲ့ဝိရိယကလည်းပဲကြိုးစားအထုတ်မှုဝိရိယတိုင်းတန်ဖိုးရှိတာမဟုတ်ကြိုးစားအထုတ်မှုဝိရိယတိုင်းမြင်လို့လိုက်တာမဟုတ်သူများအသက်ဆက်တဲ့ကိစ္စတွေမှာဝိရိယပါဘူးလားမဟုတ်တာလို့တဲ့ကိစ္စတွေမှာကြိုးစားတာမရှိဘူးလားရှိတာဘောတချို့အများကြီးစဉ်းစားတယ်ဒီဉာဏ်နဲ့ထွက်အောင်ကိုအများကြီးစဉ်းစားဟုတ်တာပြီးရင်အများကြီးတိုင်းတိုင်းဆွေးနွေးပြီးတော့မဟုတ်တာလို့ဖြစ်ဖို့အတွက်ကိုအများကြီးကြိုးစားတာမရှိဘူးလားအဲ့ဒီလိုကြိုးစားတဲ့ဝိရိယမျိုးကိုဘာလို့ပြောလဲမိစ္ဆာဝါယမမှားယွင်းတဲ့အာထုတ်ဖို့ဒါဘာတန်ဖိုးမှမရှိတဲ့တန်ဖိုးမရှိတဲ့အပြင်အလုံးတရားဆိုးသွမ်းတဲ့ကြိုးစားအထုတ်မှုမျိုးကိုဆင်းရမယ်ဆင်းရဲတွင်ကိုကိုယ်တိုင်လက်အောင်တူးနေတာအဲ့ဒီဝိရိယတော့ပေါ့ရလားခုကြိုးစားအထုတ်တယ်ဆိုတာအဲ့ဒီကြိုးစားအထုတ်မှုချင်းကိုဆိုလိုတာမဟုတ်ဘယ်လိုကြိုးစားအထုတ်မှုမျိုးကိုပြောတာလို့သမ္မာဝါယမဆိုသောမှန်ကန်တဲ့မြင့်မြတ်တဲ့ကြိုးစားအထုတ်မှုကိုပြောတာမှန်ကန်မြင့်မြတ်တဲ့ကြိုးစားအထုတ်မှုဆိုတာဘာလဲမကောင်းတာတွေမဖြစ်အောင်ကြိုးစားတာကိုပြောတာကောင်းတာတွေဖြစ်အောင်ကြိုးစားတာကိုပြောတာနှစ်ချက်ဒါဦးဇင်းကအတူချုပ်ပြီးတော့လူရင်းလေးတွေကိုပဲပြောတာပါဟုတ်လားအခြေချက်ပြောမယ်ဆိုရင်တော့ဖြစ်ပြီးဖြစ်တဲ့အကုသိုလ်တရားတွေကိုပယ်ရှားနိုင်ဖို့ကြိုးစားခြင်းမဖြစ်သေးတဲ့အကုသိုလ်တရားတွေကိုမဖြစ်အောင်ကြိုးစားခြင်းအကုသိုလ်နဲ့ပတ်သက်ပြီးတော့နှစ်ချက်ဟုတ်လားမဖြစ်သေးတဲ့ကုသိုလ်တရားတွေဖြစ်အောင်ကြိုးစားခြင်းဖြစ်ပြီးသားကုသိုလ်တရားတွေကိုတိုးတက်ခိုင်မြဲအောင်ကြိုးစားခြင်းကုသိုလ်နဲ့ပတ်သက်ပြီးတော့နှစ်ချက်ဒါကိုတမ္ပပဒဒုဏဝိရိယလို့ခေါ်ဘူးလားနော်အဲ့ဒါကိုဘုရားတို့တူရာစုပြောမယ်ဆိုရင်
မကောင်းတာတွေမဖြစ်အောင်ကြိုးစားခြင်းကောင်းတာတွေဖြစ်အောင်ကြိုးစားခြင်းအကုသိုလ်မဖြစ်အောင်ကြိုးစားတာကုသိုလ်ဖြစ်အောင်ကြိုးစားတာဒီကြိုးစားမှုမျိုးကိုသာနဲ့တန်ဖိုးရှိတဲ့မြင့်မြတ်တဲ့ကြိုးစားအထုတ်ဖို့လို့ဆိုရတာအဲဒီလိုကြိုးစားအထုတ်မှုတွေနဲ့ငါနေသလားဒါမှမဟုတ်အဲ့ဒီလိုမြင့်မြတ်တဲ့ကြိုးစားအထုတ်မှုမရှိဘဲနဲ့ဘဝမှာဖြစ်တယ်လို့ပဲနေနေတာများလားလို့ဒီလိုစဉ်းစားတာ။ညာသောချင်းဒီကနေ့တို့တွေကအဲ့ဒီမြင့်မြတ်တဲ့ကြိုးစားအထုတ်မှုကဘဝမှာအလုံးဖြစ်နေတယ်။ဘယ်လိုပဲနေကြတယ်ဆိုတော့ဖြစ်တယ်လို့ပဲနေနေတာ။ဟုတ်လား။ရှာမယ်ပွေမယ်ရမယ်သုံးမယ်ဆွေးမယ်စားမယ်တောက်မယ်သွားမယ်လာမယ်ဟုတ်လားဒီလိုနဲ့ပဲအချိန်တွေကပိုပိုပဲပဲနဲ့ကိုအသက်တွေကအလို့လို့ကြီးဟုတ်လားအသက်တာကြီးပြီးတော့အတိညာပညာတွေတော့အချိန်ကမစည်းတာပဲများဘာလို့အချိန်မစည်းတာမှန်ကန်တဲ့မြင့်မြတ်တဲ့ကြိုးစားအထောက်ဖို့မရှိလို့ဟုတ်ရဲ့လားဒါကြောင့်ပြည့်တဲ့ဘောတော်တော်မှန်ကန်မြင့်မြတ်တဲ့ကြိုးစားအထောက်ဖို့ကိုကြိုးစားဖို့မလိုဘူးလားလို့တယ်မှန်ကန်မြင့်မြတ်တဲ့ကြိုးစားအထောက်ဖို့တော့မပြောတာအကုသိုလ်မဖြစ်အောင်ကြိုးစားတာကုသိုလ်ဖြစ်အောင်ကြိုးစားတာအဲ့ဒီအကုသိုလ်မဖြစ်အောင်ကုသိုလ်ဖြစ်အောင်ကြိုးစားတယ်ဆိုတာလေသို့တော့ပြောခဲ့တဲ့သတိထားတဲ့ဒီနဲ့ကြိုးစားရတာပါပဲခန္ဓာကိုယ်မှာထင်ရှားဖြစ်နေတဲ့သဘာဝတရားတွေရဲ့ပုံမှာသတိထားနေခြင်းအချင်းဒါအကုသိုလ်မဖြစ်အောင်ကြိုးစားနေရရောက်တယ်ကုသိုလ်ဖြစ်အောင်ကြိုးစားနေရရောက်တယ်တစ်ချက်ခုတ်တစ်ချက်ပြက်သတိထားခြင်းအချင်းအကုသိုလ်ကိုမလာအောင်တားပြီးသားဖြစ်တယ်ကုသိုလ်တွေဝင်ရောက်လာအောင်ခေါ်လိုက်ပြီးသားဖြစ်တယ်သတိရဲ့ကျွမ်းရင်သတိတော့တကယ်မှညာဟုတ်လားဒါကြောင့်ဒီခန္ဓာမှာသိထားပြီးတော့နေတဲ့အလေးကျင့်ကိုပြုစုပြောထောင်နေခြင်းဒီပဲနဲ့မှန်ကန်မြင့်မြတ်တဲ့ကြိုးစားအထောက်ဖို့လို့ဆိုနိုင်မလားအဲ့ဒီကြိုးစားအထောက်ဖို့နဲ့ငါနေတာများလားဒါမှမဟုတ်အဲ့ဒီကြိုးစားအထောက်ဖို့မရှိဘဲနဲ့မေမေရောရောပေါ်ပေါ်ဆဆဖြစ်တဲ့လို့ပြင်းမှုပြင်းရတဲ့နေနေတာများလားဘာလို့လဲတော့ဖြစ်စီရမယ်အဲ့ဒါတွေ့ရှိသွားကိုယ်တည်းရှိတာဒါလက်တွေ့အသုံးချဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ငါတို့မျိုးတွေနာယူကြည့်နေကြတာဟုတ်လားနားထောင်ကောင်းအောင်ဆိုတဲ့စိတ်နဲ့နားထောင်နေကြတာမဟုတ်ဘူးနော်ဘဝမှာတကယ်အသုံးတဲ့တဲ့နည်းတွေကိုတံပိုးထားပြီးတော့မှတ်သားနေကြတာဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့10ခုမြောက်အတွေ့ဆက်သွားမှာဟုတ်လား10ခုမြောက်မြတ်စွာဘုရားဘာသင်ပြပေးတာတော့သမာဟိတောတုခေါ်ဘူးလားဝိရာမိအသမာဟိတောတုခေါ်ဘူးလားဝိရာမိအာဟာတိသမာဟိတောတုခေါ်တည်ငြိမ်သောသမာဓိရှိသည်ဟုတ်တော်ဖြစ်ဘူးလားချိန်ပါများစွာဝိရာမိကိုခေါ်နေနေသလုံးအသမာဟိတောတည်ငြိမ်သောသမာဓိမရှိဘဲနဲ့ဘူးလားချိန်ပါများစွာဝိရာမိကိုခေါ်နေနေသလုံးငါစိတ်ထဲမှာသမာဓိရှိပြီးတော့နေနေတာများသလားဒါမှမဟုတ်သမာဓိမရှိဘဲနဲ့နေနေတာများလားစဉ်းစားရတယ်စစ်စစ်ရမယ်ဒီထဲမှာပြတဲ့ဘောတော်တော့သမာဓိဆိုတဲ့စကားလုံးလေးလူတိုင်းရိုးနေအောင်ကြားဖို့လေနော်ဒီမှာတော့မြတ်စွာဘုရားကသမာဟိတစိတ်ဒီလိုတုံးတယ်သမာဓိကိုပြောတာပါပဲသမာဓိဆိုတာကလည်းတည်ငြိမ်တဲ့စိတ်ဟုတ်လားဒီကနေ့မှတို့ရဲ့တာမန်စိတ်တွေကမတည်ငြိမ်ဘူးနော်မြင်တဲ့နောက်သွားတယ်ကြားတဲ့နောက်သွားတယ်တွေးချင်ရတယ်တွေးတယ်စိတ်တွေကပြန့်ကျဲအာယုံမျိုးစုံရဲ့ပုံမှာစိတ်တွေကမဖြစ်နေတော့ပြန့်ကျဲနေတခုတည်းသောအာယုံမှာမြင့်မြတ်တည်ငြိမ်နေတယ်ဆိုတာအလုံးမနေဘူးလားစိတ်ကပြန့်ကျဲနေတယ်တည်ငြိမ်မှုမရှိဘူးစုစည်းမှုမရှိဘူးစုစည်းလို့မရဘူးဆိုရင်ဒီစိတ်ကအစွမ်းတတ္တိအလွန်နေတယ်စိတ်ကတည်ငြိမ်မှုများမှစုစည်းမှုရှိမှအစွမ်းတတ္တိရှိတာဆိုတော့ပါဆိုရင်တို့ပြတဲ့ဘောတော်တော့အခုမနေ့လင်းလာပြီဆိုရင်နော်9နာရီ10နာရီလောက်ရောက်ရင်နေရောင်ကြီးလေးတွေအကုန်လုံးဖြာချတာတိတ်ပြီးတော့ပူတယ်လို့မထင်ရသေးဘူးပေါ့နော်ပြန်ကျဲနေတာနေရောင်ကြီးကအဲ့ဒီနေရောင်ကြီးကိုအားကောင်းတဲ့ပံမလို့နဲ့စုပေးတယ်မများဘူးတော့ဒီလက်ဝါးလောက်ရှိတဲ့ပံမလူလေးထဲမှာကြားတယ်ပြန့်နေတဲ့နေရောင်ကြီးလေးကိုပံမလူနဲ့စုပေးလိုက်တယ်လက်ဝါးလောက်အနေထားလေးမှာရှိတဲ့အလင်းရောင်လေးကိုပဲစုလိုက်တယ်စုလိုက်တော့ဦးဇင်းတို့ဘယ်လောက်ရှိလောက်လင်းတေးအလင်းရောင်လေးမရဘူးလားအောင်ပါအဲ့ဒါကြတော့တရချောက်လေးတွေစက်ကူလေးတွေပေါ်များချလိုက်ဆိုရင်မီးတောင်မလာဘူးလားဟုတ်တယ်ပြန့်ကျဲနေတဲ့နေရောင်မှာစွန့်ရည်တတိကဘယ်လိုရှိလဲစုစည်းနေတဲ့နေရောင်ကြီးမှာစွန့်ရည်တတိကဘယ်လိုရှိလဲဆိုတော့သင်ကြားဘူးလားဒါဥမာပေးတာအဲ့လိုပဲဒကာမတို့ရဲ့စိတ်ကပြန့်ကျဲနေတယ်ဆိုရင်စွန့်ရည်တတိနည်းတယ်စုစည်းမိနေတယ်စုစိုက်မှုရှိတယ်ဆိုရင်စွန့်ရည်တတိကြီးလာအဲ့စွန့်ရည်တတိကဘာလဲဆိုတော့သိနိုင်မြင်နိုင်တဲ့ဉာဏ်ကိုဖြစ်ပေါ်နေတဲ့စွန့်ရည်တတိကိုပြောတာဟုတ်လားဒါကြောင့်မြတ်စွာဘုရားကသမာဟိတောဘိက္ခဝေဘိက္ခုယထာဘုဒ္ဓမသာနာတိညာတို့တဲ့တည်ငြိမ်တဲ့သမာဓိရှိတဲ့ပုဂ္ဂိုလ်ဟာမှန်မှန်ကန်ကန်သိနိုင်တယ်လို့ဘယ်လိုဟောတည်ငြိမ်တဲ့စိတ်ရှိရဲ့မှန်မှန်ကန်ကန်သိနိုင်တယ်တဲ့
မကကတိတယ်ဆိုတာသစ္စာလေးပါးကိုသိတာကိုပြောတာဘဝခန္ဓာဆင်းရဲတယ်လို့သူမကကသိနိုင်တယ်သိတည်ငြိမ်လို့ရှိတယ်လောဘသည်ဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားဖြစ်တယ်လို့ဒုတိယသမုဒယသစ္စာကိုသိတည်ငြိမ်တဲ့ပုဂ္ဂိုလ်ကမကကသိနိုင်တယ်နော်လောဘချုပ်ခြင်းသည်ဒုက္ခချုပ်ခြင်းနိဗ္ဗာန်ဖြစ်တယ်လို့သိတည်ငြိမ်တဲ့ပုဂ္ဂိုလ်ကမကကနိရောဓသစ္စာကိုသိနိုင်တယ်ဟုတ်လားမဂ္ဂင်၈ပါးသည်ဒုက္ခချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ဖြစ်တယ်လို့စိတ်တည်ငြိမ်တဲ့ပုဂ္ဂိုလ်ကမကကသိနိုင်တယ်မကကသိတယ်ဆိုတာအဲ့ဒါကိုပြောတာဟုတ်လားဒါစိတ်တည်ငြိမ်မှုရှိရင်တော့မကကမသိနိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ကအလိုလိုတက်ရောက်မသွားဘူးလားတက်ရောက်သွားတယ်နော်တည်ငြိမ်တဲ့စိတ်မရှိရင်ဘဝကိုဆင်းရဲတယ်လို့လည်းမသိတော့ဘူးဟုတ်လားလောဘကိုဒုက္ခဖြစ်ခြင်းရဲ့အကြောင်းကိုလည်းမသိတော့ဘူးလောဘချုပ်မှဒုက္ခချုပ်မယ်ဆိုတာလည်းမသိတော့ဘူးမဂ္ဂင်၈ပါးဒုက္ခခြင်းကြောင့်အကျဉ်းလမ်းကောင်းဖြစ်တယ်လို့လည်းမသိတော့ဘူးမှန်တရားတွေနဲ့ဝေးသွားတာဒါကြောင့်ကိုယ့်ရဲ့စိတ်ကလေးကိုတည်ငြိမ်မှုရှိအောင်ကြိုးစားဖို့လိုဘူးလားလိုတယ်အဲ့ဒီချိုးကသမာဓိကိုသိပြီးတော့တန်ဖိုးမရှိတယ်လို့ပြောကြဆိုကြတာတွေရှိတယ်ဒါကတော့အလွန်ဝင်လေးတဲ့စကားတွေပါဟုတ်လားဒီကနေ့ခေတ်မှာသာသနာတော်ပိုင်းမှာသမာဓိကိုသိပြီးတော့မလိုသလိုပြောကြတာတွေရှိတယ်လိုတာပေါ့ဗျာဒုက္ခនិရောဓဂามိနိပရိပဒါလို့ဆိုတဲ့ဒုက္ခချုပ်ငြိမ်းရာကိုဆက်ရောက်စေတဲ့မဂ္ဂင်၈ပါးအကျင့်မြတ်လမ်းစဉ်မှာသမာဓိရဲ့အခန်းကဏ္ဍအကြီးကြီးမရှိဘူးလားတမဝါယမတမတတိတမသမာဓိဆိုသမာဓိမဂ္ဂင်၃ပါးပါတယ်နော်တီလာသမာဓိပညာဆိုပြီးတော့သူတော်ကောင်းတွေက၃မျိုးနဲ့ဖွဲ့စည်းထားတဲ့မဂ္ဂင်၈ပါးဆိုတာဟုတ်လားပညာမဂ္ဂင်၁ပါးသမာဓိတိသမာသင်္ကပ္ပအမြင်မှန်အတွေးမှန်ဟုတ်လားသမာဝါယမသမာဝါစာသမာကမ္မန္တသမာအာဇီဝအပြောမှအလုပ်မှအသက်မွေးမှသီလမဂ္ဂင်၃ပါးဟုတ်လားသမာဝါယမသမာတိသမာသမာဓိသမာဓိမဂ္ဂင်၃ပါးသီလသမာဓိပညာဆိုတော့ဖွဲ့စည်းထားမရှိဘူးလားဒီနိဗ္ဗာန်ကိုရောက်စေတဲ့ဒုက္ခငြိမ်းစေတဲ့ဒီလမ်းမှာအင်္ဂါ၈ပါးရှိတယ်အစိတ်အပိုင်း၈ခုရှိတယ်အစိတ်အပိုင်း၈ခုပြည့်စုံမှဒီလမ်းကိုပြည့်စုံတယ်လို့ဆိုရတာနော်ဒါကြောင့်သမာဓိကိုထည့်မတွက်လို့ရမလားမရဘူးအခုမြတ်စွာဘုရားကအဲ့ဒီတန်ဖိုးကြီးတဲ့သမာဓိရှိပြီးတော့နေတာများလားမရှိဘဲနဲ့နေတာများလားလို့ကိုယ်စိတ်ကမတော့စစ်ဆေးရမယ်။ခိုင်စစ်ဆေးရမယ်တွေ့ပဲတွေ့တော့ဆဲတွေအဲ့ဒါလို့စစ်ဆေးလိုက်လို့ပြန်မပြောတော့ဘူးနော်ဒီအတွဲဆဲတယ်ဟုတ်လားအဲ့ဒါလို့ကိုယ်စိတ်ကိုစစ်ဆေးလိုက်လို့တကယ်လို့ပြန်မကောင်းတာတွေဖြစ်နေတာများမယ်လို့တွေ့ခဲ့မယ်ဆိုရင်ဘာဆက်လုပ်မလဲကောင်းတာတွေများတယ်လို့တွေ့ခဲ့မယ်ဆိုရင်ဘာဆက်လုပ်မလဲဆက်လုပ်ရမယ်ဒီလမ်းမြတ်စွာဘုရားဆက်ပြီးတော့သင်ပေးတယ်နော်ကိုယ်စိတ်ကိုစစ်ဆေးလိုက်တော့မကောင်းတာတွေဖြစ်များတယ်လို့ပြန်တွေ့ခဲ့မယ်ဆိုရင်ညာသောဖြင့်လည်းပဲအဲ့ဒီအဖြေပဲရမှာပါဒါကမတို့အရင်တို့ပြုလို့ခြင်းဒီမှာဟုတ်လားစိတ်ကမကောင်းတာတွေပဲဖြစ်ကြတာမများဘူးလားခုနက10နည်းနဲ့စစ်ဆေးလိုက်ရင်မကောင်းတာပဲအဖြစ်များတယ်နော်အဲ့ဒါမကောင်းတာအဖြစ်များတယ်လို့တွေ့များလို့ရှိရင်အလောကခံဆိုတော့အဲ့ဒီမကောင်းမှုကိုဖယ်ရှားနိုင်အောင်ကြိုးစားရသေးတယ်မှန်ကြည့်လိုက်လို့မှန်ထဲမှာမျက်ဝတ်တွေကတ်နေတယ်ဒါမှမဟုတ်ပါးပေါ်မှာဥမဲတွေပေးနေတယ်အဲ့လိုမျိုးတွေ့မှဆိုရင်ပေးတယ်လို့မလုပ်ကြဘူးတုတ်ပြမှာပေါ့ဖဲပြမှာပေါ့မျက်တော့မှာမျက်စိတော့မှာမျက်ဝတ်ကြီးများကတ်နေတာတွေ့မှဆိုရင်မလုပ်လို့ဖဲပြမှာဖဲဖို့အတွက်ချိန်ဒီပါနေနဲ့စောင်းအောင်မလားတောက်လျှောက်ဆောင်ပေးမှာနော်မျက်နှာကိုတော့အရင်တန့်ရှင်းစေခြင်းတယ်ဟုတ်လားမျက်နှာကိုတော့အရင်တန့်ရှင်းစေခြင်းတယ်လူမြင်ခွင့်ရဆိုပြီးတော့တန့်ရှင်းစေခြင်းတာဟုတ်လားဒါပေမဲ့ကိုယ့်ရဲ့စိတ်ကိုတော့ကိုယ်ဘယ်လောက်တန့်ရှင်းစေခြင်းလဲဆိုတာလေးကိုမေးခွန်းထုတ်ဖို့မလိုဘူးလားနော်ရသော်ဆရာကိုယ်စိတ်ထဲမှာသုံးတော့ပြောရဲမကောင်းတာတွေမတန့်ရှင်းတာတွေတွေ့ရင်အဲ့ဒါလိုမှန်ကြည့်တဲ့ပုဂ္ဂိုလ်မတန့်ရှင်းတာတွေ့လို့ဖဲတယ်လို့သူလည်းပဲမလုပ်အောင်ဖဲရမယ်ဖဲဖို့ကြိုးစားတဲ့နေရာမှာဘယ်လောက်ထိပြင်းထန်တဲ့ဝိရိယနဲ့ဖဲရမလဲနော်အာဒိဋ္ဌတိလောဝါအာဒိဋ္ဌသေလောဝါခေါင်းကစံပင်ကိုလောင်းတဲ့မီးကိုငြိမ့်သက်တဲ့ဝိရိယမျိုးကိုဝတ်ထားတဲ့အဝတ်အင်ကြီးပစိုးထမင်ကိုလောင်းတဲ့မီးကိုငြိမ့်သက်တဲ့ဝိရိယမျိုးနဲ့အဲ့ဒီမကောင်းမှုကိုဖေချနိုင်ဖို့ကြိုးစားရတယ်ဒီဥမာကတော့ဒီကရမတို့အရှင်တို့အနေထားနဲ့တွေ့ကြည့်မယ်ဆိုရင်အလွန်မြင့်မားတယ်လို့ဆိုရမယ်နော်ခေါင်းကစံပင်ကိုမတော်လို့များမီးလောင်းတယ်မလောင်းတော့ပြောနိုင်ဘူးဒီကိစ္စပင်လေးကောင်းရင်းနဲ့လောင်းနိုင်တယ်ဟုတ်လားဝတ်ထားတဲ့အင်ကြီးအဝတ်ထမင်ကိုလောင်းတဲ့မီးမတော်လို့များလောင်းကြည့်စိတ်ကူးလေးနဲ့ကျန်တဲ့အလုပ်တွေဘယ်တော့ပဲအရေးကြီးပါလဲပြောအဲ့ဒီအချိန်မှာတော့အဲ့ဒီမီးကိုငြိမ့်သက်ဖို့တော့အရေးကြီးတဲ့အလုပ်ရှိမလားမရှိဘူးဘယ်အလုပ်ဘယ်တော့အရေးကြီးပါလဲပဲပြောခေါင်းမီးလောင်ပြီးအဝတ်မီးလောင်ပြီးဆိုရင်အဲ့ဒီငြိမ်းဖို့အဲ့ဒီမီးကိုငြိမ်းဖို့ကအရေးမကြီးဘူးလားအဲ့ဒါအရေးကြီးဆုံးပဲဟုတ်တယ်မဟုတ်လားအဲ့လိုပဲအကုသိုလ်တွေဖြစ်နေတာကိုတွေ့မယ်ဆိုရင်အဲ့ဒီအကုသိုလ်ကိုဖယ်ရှားဖို့ဒီအရေးအကြီးဆုံးပဲဆိုတဲ့စိတ်မျိုးမွေးရတယ်
ခက်တာကဒါမှမဟုတ်ဦးဇင်းတို့တွေမှာဒါဦးဇင်းတို့လည်းဒီတိုင်းပါပဲအဲ့ဒီလောက်ထိထက်သန်တဲ့စိတ်ကမရှိဒီမကောင်းမှုအကုသိုလ်နဲ့နေရတာကိုသိပြီးတော့ထိခိုက်တယ်လို့မထင်ဘူးပေါ့နော်ဒါကြီးကိုစိတ်ကြောက်เสียလို့စိတ်ထဲမှာလေးလေးနက်နက်ကြီးသဘောမပေါက်ဒါကြောင့်ဒီအကုသိုလ်တွေနဲ့ပဲနေနေကြတာဟုတ်လားဒါကြောင့်ကိုယ်စိတ်ကိုစစ်ဆေးလိုက်လို့အကုသိုလ်တွေဖြစ်နေတာများတယ်လို့ဒီအဖြေရကြမယ်ဆိုရင်အဲ့ဒါကိုဖယ်ရှားဖို့ဒီမှာတော့ကြိုးစားရတယ်ကောင်းမှလောင်းနေတဲ့မိကိုငြိမ့်သက်တဲ့ဝိရိယမျိုးနဲ့ဝတ်ထားတဲ့ဝိအင်ကြီးကိုလောင်းတဲ့မိကိုငြိမ့်သက်တဲ့ဝိရိယမျိုးနဲ့ကြိုးစားရမယ်လို့ပြောကြိုးစားတော့ဘယ်လိုကြိုးစားမှာလဲစောစောကပြောခဲ့ပြီဦးဇင်းလူရင်းလေးတွေကြီးပဲပြောနေတယ်အကုသိုလ်ကိုဖယ်ရှားဖို့လိုကြိုးစားမှာတတိထားတဲ့နည်းနဲ့ပဲကြိုးစားရမှာဒီခန္ဓာမှာဖြစ်နေတာကိုတတိသာထားရိုးရိုးလေးဘာဖြစ်နေလဲဆိုတော့တလက်ဆက်သိနေအောင်ကြိုးစားတလက်ဆက်သိနေအောင်ကြိုးစားတိုင်းနေလည်းသိနေတယ်ဟောနေလည်းသိနေတယ်ဘာလုပ်နေနေသိနေအောင်ကြိုးစားအဲ့လိုဆိုရင်ဒီခန္ဓာရဲ့သဘောမှတွေကိုနားလည်တဲ့ဉာဏ်ပညာတွေတဖြည်းဖြည်းမြင်မှလာတယ်ဒီခန္ဓာမှာဘာဖြစ်လို့မှမတည်မြဲပါလားဆိုတဲ့အိဋ္ဌသဘောတွေကိုသိလာနိုင်တယ်မြင်လာနိုင်တယ်ဟုတ်လားဒီလိုသိလာမြင်လာမယ်ဆိုရင်ဒါဝိပဿနာဉာဏ်ရတယ်မဆိုဘူးလားဆိုရင်တော့ဒါအရက်သုံးစကလုံးလေးတွေနဲ့ဦးဇင်းတို့အယိုးဆုံးဖြစ်အောင်ပြောနေတာပါဟုတ်ရဲ့လားဒီခန္ဓာကိုယ်ရဲ့အပေါ်မှာဘာပဲဖြစ်ဖြစ်သတိထားနေပါသတိထားနေရင်ပမာကံကသိတဲ့ဉာဏ်ပညာဆိုတာဖြစ်ထွန်းလာပဲအဲ့ဒီဉာဏ်ပညာတွေကျင့်ကြလာရင်သစ္စာလေးပါးကိုသိတဲ့မဲ့ဉာဏ်ပညာဆိုတာကိုတော့ရနိုင်တယ်တကယ်လို့မြန်သောတပ္ပတိမဲ့ဉာဏ်ပညာကိုရမယ်ဆိုရင်ဒီယုတ်တခန္ဓာကိုငါတို့တင်တဲ့တက္ကာယဒိဋ္ဌိယတနာမြတ်သုံးပါးရဲ့ပုံမှာနော်တန်တရားတွေဖြစ်နေတဲ့ဆိုတဲ့ဝိသိကိစ္စဒီယုတ်မြတ်တဲ့အကုသိုလ်တရားတွေလုံးဝကြောက်တော့မယ်နောက်ဘယ်တော့မှဖြတ်ပြီးတော့ဖြစ်တော့တဏှာနေရာလုံးကလုပ်ခဲ့တဲ့အကုသိုလ်တွေတွေကအပေကြပြီးအထိယုတ်ရင်းကြမ်းတဲ့အကုသိုလ်တွေကိုလည်းခါရဲပယ်ရှားပြီးသားဖြစ်သွားမယ်ဟုတ်လားနောက်မှလည်းအပေကြလောက်ပြီးအထိရှိုးသွားတဲ့အကုသိုလ်ကဘယ်တော့ကာလမှမပြုလို့ဖြစ်တော့သောတပတိပညာပူညာကိုသာရခဲ့မယ်ဆိုရင်ဟုတ်လားအဲ့ဒီသောတပတိပညာပူညာကိုရခြင်းနဲ့ဆိုရင်ဝိပဿနာဉာဏ်ကိုရှင်းအောင်ပွားရမယ်ဝိပဿနာဉာဏ်ကိုရင့်ကျက်အောင်ပွားခြင်းနဲ့ဆိုရင်လည်းဘာလို့ရမလို့တတိထားရမယ်နော်တတိမထားဘဲနဲ့ဉာဏ်ပညာဆိုတာမရနိုင်ဘူးနော်ဒါကြောင့်ဦးဇင်းတို့ပြေတဲ့ဘောတော်တို့ဝင်လေထွက်လေကိုမှတ်တယ်ဆိုတဲ့ကိစ္စမှာစဉ်းစားကြည့်ဝင်လေဝင်တိုင်းဒီတိုင်းဒီထွက်လေထွက်တိုင်းဒီတိုင်းဒီနာလီပြထိရတဲ့ကလေးမှာစိတ်ဆက်ပြီးတော့ထိတဲ့သဘောကိုတလက်ဆက်သိအောင်ကြိုးစားကြတာမရှိဘူးလားရှိတယ်အဲ့ဒါဘာလို့တာတော့မင်းတတိထားတဲ့လုပ်ငန်းစဉ်ကိုပြုစုပြောထောင်နေတာတတိထားနေတာဟုတ်လားဒီခန္ဓာရဲ့အစိတ်အပိုင်းတစ်ခုလို့ဆိုရမယ်အာနာပါနဝင်သက်ထွက်တဲ့ရဲ့ပုံမှာတတိထားနေတာသတိရှိပြီးတော့ဝင်မယ်သတိရှိပြီးတော့ထွက်မယ်သတိမရှိဘဲနဲ့ဝင်မသွားစေရဘူးသတိမရှိဘဲနဲ့ထွက်မသွားစေရဘူးဆိုပြီးတော့ဝင်တိုင်းထွက်တိုင်းသတိရှိအောင်ကြိုးစားတာအဲ့လိုတည်းဒီဝင်လေထွက်တဲ့ရဲ့သဘာဝတရှိရှိနဲ့နားလည်လာတယ်ဝင်လေထွက်တဲ့ရဲ့သဘာဝကိုနားလည်လာရင်ဆက်ဆက်နေတဲ့ဒီခန္ဓာကိုယ်ကြီးတစ်ခုလုံးရဲ့သဘာဝကိုပါနားလည်သွားမယ်သဘောပေါက်ရလားဒီတရားပြည့်တဲ့ပေါ်တော့တရားအထုတ်တယ်ဆိုတာဘာလို့တာလို့မေးရင်ကိုယ်ခန္ဓာကိုယ်ဘဝရဲ့အကြောင်းကိုကိုယ်တိုင်မှန်မှန်ကန်ကန်သိအောင်ကြိုးစားတာဟုတ်ရဲ့လားခုတကယ်မှလို့ဒီလိုတွေကကိုယ်ခန္ဓာကိုယ်ဘဝရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိအောင်ကြိုးစားအထုတ်တဲ့အပိုင်းကအလွန်အားနည်းကြတယ်ပေါ့ဒီခန္ဓာကြီးကအနိစ္စမတည်မြဲတဲ့သဘောဒုက္ခဆင်းရဲတဲ့သဘောအနတ္တအစိုးမရအလုံးမလိုက်တဲ့သဘောရှိတယ်လို့ငယ်ငယ်လေးတွေကကလေးဘဝကကြားဘူးတယ်အိဋ္ဌဒုက္ခအနတ္တဆိုတာကိုရိုးနေအောင်ကြားဖို့နေတဲ့ဒီစကလုံးလေးသုံးလုံးကိုဘယ်အလိုက်တာတိလေးလေးနဲ့နားနေတယ်ဆိုတာကတော့ကိုအရေးကြီးမမေးနိုင်ဘူးလားဒီမေးကောမေးနေတယ်နော်အဲ့ဒါတတိထားတဲ့လုပ်ငန်းစဉ်ကိုအထုတ်မှဒီအိဋ္ဌဒုက္ခအနတ္တဆိုတာကိုသဘောပေါက်ပါဟုတ်ရဲ့လားဒါကြောင့်ပြည့်တဲ့ပေါင်းတော်အောင်တို့ကိုယ်စိတ်ကိုစစ်ဆေးလိုက်လို့မကောင်းတာတွေတွေ့နေတယ်မကောင်းတာတွေများနေတယ်ပြန်တွေ့ခဲ့ပြီဆိုရင်အဲ့ဒီမကောင်းမှုကိုဖယ်ရှားဖို့လည်းမလုပ်လို့ကြိုးစားရရမယ်ကြိုးစားတော့လည်းလို့ကြိုးစားတော့တတိထားသောနည်းဖြင့်ကြိုးစားကြရမယ်ဟုတ်ရဲ့လားနောက်ဦးဇင်းတို့ကိုယ်စိတ်ကိုစစ်ဆေးလိုက်လို့တကယ်လို့ကောင်းတာတွေအဖြစ်များတယ်ဆိုတာကိုပြန်တွေ့ခဲ့ပြီဆိုရင်ဟုတ်တခါတည်းမှလည်းပဲအဲ့ဒီအဖြေကောင်းလေးကမရတတ်ပြီဘူးလားရတတ်မယ်နော်အဲ့ဒါတော့ကောင်းတာတွေအဖြစ်များတယ်ဆိုတာကိုပြန်တွေ့ခဲ့မယ်ဆိုရင်တော့တဲ့ဘာတက်လို့အဲ့ဒီကောင်းမှုမှာရက်တည်ပြီးတော့ထွတ်တဲ့အလောအာသောတရားတွေကိုအောင်ကြိုးစားရမယ်တဲ့ဆိုလိုတာကဘာကောင်းလာပြီရှုချေရင်မှုမနေနဲ့ရက်တက်မနေနဲ့ကောင်းတစ်ထက်ကောင်းအောင်ဆက်ပြီးတော့ကြိုးစားအောင်နောက်အကောင်းကလမ်းမဆုံးသေးဘူးဆိုတဲ့အဓိပ္ပာယ်ဟုတ်တယ်မဟုတ်လားနောက်မြင့်မြတ်သောအကျင့်ဆိုတာယဟနာဖြစ်မှဆုံးသွားတာအဲ့ဒီကြမှာအကျင့်မြတ်ကိုကျင့်သုံးလို့ပြီးသွားတာဝုတိကဓမ္မစရိယ
မြတ်သောအကျင့်ကိုကျင့်သုံးလို့ပြီးပြီဆိုတာနော်အရဟတမေညာအရဟတဘုံညာရမှသူကအဲ့လိုပြောလို့ရဟုတ်တယ်မဟုတ်လားဒါကြောင့်ပိဋကဘောတော်တို့ကောင်းတာတွေအဖြစ်များတယ်လို့သိခဲ့မယ်ဆိုရင်တော့ဘာလို့ရမလို့အဲ့ဒီကောင်းမှုမှာရစ်တည်ပြီးတော့ဝမ်းမြောက်ဝမ်းသာကောင်းတဲ့ကောင်းအောင်ကြိုးစားရမယ်ဟုတ်ရဲ့လားဒါကြောင့်ကိုယ်စိတ်ကိုစစ်ဆေးတဲ့လုပ်ငန်းကိုကြိုးစားရမယ်ဟုတ်လားအဲ့လိုကြိုးစားရင်ကုသိုလ်ကောင်းမှုတွေတိုးပွားပြီးတော့နောက်ဆုံးအလွန်ကောင်းတဲ့အနေအထားကိုမရောက်နိုင်ဘူးလားရောက်နိုင်တယ်ဟိုဦးဇင်းတို့ဇတ်တော်လေးတစ်ခုရှိတယ်ဗျနော်ဦးဇင်းတို့ပါဠိယဇတ်ဆိုပြီးတော့950ထဲမှာပတ်တတ်တာနောက်တစ်ခုသောဘဝတော်မှာဦးဇင်းတို့ဘုရားလုံးကြီးကပါရမီကြီးကိုစိုးရတဲ့ပြမရမင်းကြီးဖြစ်တယ်အဲ့ဒါဘုရင်ကြီးကသရတရားနဲ့ပြည့်စုံတဲ့ဘုရင်ကြီးဆိုတော့နန်းတော်ကိုပစ္စေကဗုဒ္ဓအရှင်မြတ်တွေကိုပင့်ပြီးတော့ဆုံးကတ်တယ်အဲ့ဒါတတိတော့ပစ္စေကဗုဒ္ဓအရှင်မြတ်၅ပါးကိုနန်းတော်ပင့်ပြီးတော့ဆုံးကတ်တယ်အဲ့လိုဆုံးကတ်ရင်းနဲ့ပစ္စေကဗုဒ္ဓရှင်မြတ်ကြီး၅ပါးဆုံးပုံပေးနေတာကိုဘုရင်ကြီးကဘေးကနေထိုင်ပြီးတော့ကြီးညိုတယ်ပေါ့အဲ့လိုကြီးညိုရင်းနဲ့ဖျက်မြော်ရင်းနဲ့သိစိတ်တယ်ဘာတွေးပြီးတော့ဆိုတော့ဩဒီအရှင်မြတ်တွေကငငယ်ပဲရှိသေးတာမဲနဲ့တဲ့ဆံမင်းနဲ့လူပြိုတဲ့အရွယ်ပထမအရွယ်ပဲရှိသေးတာဘယ်လိုအကြောင်းတရားတွေကြောင့်သူတို့ဟာဒီလောက်ထိမြင့်မြတ်တဲ့ပုဂ္ဂိုလ်သူကြီးတွေဖြစ်သွားကြတာတော့လို့သူကဉာဏ်သားတာဟုတ်လားအဲ့ဒါသုံးပုံပေးပြီးပြီလဲဆိုရောဘုရင်ကြီးကမေးတာပြည့်စင်ကဘုရား၅ပါးပါအရှင်ဘုရားတို့ဘယ်လိုအကြောင်းကြောင့်ဒီလိုငငယ်ရွယ်ရွယ်လေးနဲ့အရှင်ဘုရားတို့ပြည့်စင်ကဘုရားတွေဖြစ်လာကြတာတော့အဲ့လိုမေးတဲ့အခါကျတော့ပြည့်စင်ကဘုရားအရှင်ဘုရား၅ပါးကသူတို့ဘာကြောင့်ပြည့်စင်ကဘုရားဖြစ်ခဲ့ရတယ်ဆိုတာသူတို့ဘဝဆက်ကြောင်းလေးကိုပြောပြတာအဲ့ဒီအကြောင်းလေးတွေကအရင်စိတ်ဝင်စားတဲ့အခါသူတို့ကိုသူတို့ဘာတွေဖြစ်နေလဲလို့ကောင်းလားမကောင်းလားလို့စစ်ဆေးရင်းနဲ့မကောင်းတာတွေကိုတွေ့ရလို့အဲ့ဒီမကောင်းမှုကနေလွတ်မြောက်အောင်မကောင်းမှုကိုပယ်ရှင်းနိုင်အောင်ကြိုးစားရင်းနဲ့ပြည့်စုံကဘုရားတွေဖြစ်ကြတာသူတို့ကအဲ့ဒီပြည့်စုံကဘုရား၅ပါးသူတို့ဘဝဆက်ကြောင်းလေးပြောပြတာကိုအရင်ကျမ်းလေးပြောပြပါဆက်ပထမပြည့်စုံကဘုရားကဘာပြောလို့ဆိုတော့မင်းကြီးတဲ့ဒါပေးတဲ့တို့ဓမ္မတို့အရင်တို့ဆက်ပြီးတော့တွေးကြလေးတွေကိုပြောပြတာပါဦးဇင်းကဟုတ်လားမင်းကြီးတဲ့ငါဘာလို့ပြည့်စုံကဘုရားဖြစ်ခဲ့ရတာလဲဆိုလို့ရှိရင်ငါလူ့ဘဝတော့ငါကလေသမားတရားဖြစ်ခဲ့တယ်အဲ့တော့ဒီနေ့ငါနဲ့လေနီလာချင်းအတူတူလေလုပ်ပဲငယ်ချင်းနဲ့လေတော့မှသွားပြီးတော့အလုပ်လုပ်ကြလေချင်းလေတော့ကလည်းနီးကတ်နေတာအဲ့ဒါဦးဇင်းတို့နေ့လေခင်းရောက်ပြီဆိုတော့မောတော့လုပ်ငန်းနားပေါ့ခိတ္တခဏအဲ့လိုနားတဲ့အခါကျတော့ငါကနော်စားတော့ပြီးတော့မလုပ်လို့ဆိုတော့ငါရေဘူးထဲမှာရေရှိပါတယ်နဲ့ငါရေဘူးတွေကရေကိုငါမတောက်ပဲနဲ့တကယ်ချင်းရေဘူးတွေကရေကိုငါသူမသိအောင်ခိုးပြီးတော့တောက်တယ်ရေပါပဲဘာမှတော့တမ်းမရှိပါဘူးဒါပေမဲ့စိတ်ဓာတ်ကတော့တော်တော်ကိုအရှင်းမပြေဘူးပေါ့နော်အဲ့လိုခိုးတောက်တာကဒါဒီတိုင်းပဲပါဠိဘာသာနဲ့နေရင်းနဲ့ညနေခင်းအလုတ်သိမ်းနေရောက်ပြီဆိုတော့အိမ်ပြန်ရရွာနဲ့လေတော့ရေကြားထဲမှာချောင်းကလေးစီးနေတာရှိတယ်အဲ့ဒီချောင်းလေးမှာပဲသူတို့အမြဲတမ်းရေချိုးအဝတ်စားလဲပြီးတော့မှရွာကိုပြန်လာပေါ့အဲ့ဒီနေ့လည်းအဲ့လိုပဲရေမိုးချိုးပြီးတော့ချောင်းကမ်းပြီးမှအဝတ်စားတက်ကလေးလေးပြီးတော့သို့တော့ကရေခိုးတောက်တဲ့နော်လေသမားကရက်ရက်နဲ့သူပါစဉ်းစားလို့ဆိုတော့ဒီနေ့ငါဘာတွေလုပ်မိပါလဲစဉ်းစားနေတယ်ဒါသူ့ရဲ့အလွန်ကောင်းတဲ့အလေးကျင့်လို့ဆိုရမှာနော်အဲ့ဒါသူကနေတိုင်းတလေးကုန်ပြီဆိုရင်ဒီနေ့ငါဘာတွေလုပ်မိပါလဲနေတဲ့စဉ်းစားကောင်းတာတွေလုပ်လားမကောင်းတာတွေလုပ်လားအဲ့လိုစဉ်းစားလိုက်တဲ့အခါကျတော့နေ့လေတုန်းကရေခိုးတောက်တဲ့တိကျကြီးကငေါငေါကြီးပေါ်လာကိုယ်တိုင်လုပ်ခဲ့တာဆိုတော့ပုံကွယ်ထားလို့မရဘူးကိုယ်စိတ်ထဲမှာတော့ထင်ရှားနေတယ်တကယ်ချင်းကတော့မသိပါဘူးဟုတ်လားဒါကြောင့်ကောင်းဖို့လုပ်တယ်ဆိုတာစိတ်ကိုယ်ရမရှိဘူးဆိုတာဒါပြောတာဘယ်သူမှမသိအောင်လုပ်နိုင်ပေမဲ့လို့ကိုယ်တိုင်မသိအောင်တော့လုပ်လို့မရဘူးအဲ့ဒါကပိုရင်းကြီးတယ်နော်တကယ်ကြီးမှကြာဟုတ်လားသူများသိတာမသိတာလေကိုသိနေတာမသိနေတာကြီးကပိုပြီးတော့ကိုယ်အတွက်ဒီကမကြောက်လားရှာတယ်ဟုတ်လားအဲ့ဒီကြီးခိုးတော့တဲ့ကိစ္စကြီးကိုလည်းတွေးပြီးတော့တော်တော်ရှက်သွားတော်တော်ဆိုးတာပဲငါသိတာတော်တော်အောက်တန်းကြတာပဲမှလည်းဒီအဖို့တဏ္ဍာကိုပဲနဲ့ကိုယ့်ရည်ကိုကြတော့တစ်ချိန်ကျတော့တောက်ရအောင်ခြံထားပြီးတော့သူများရည်ကြမှာကိုယ်တောက်တယ်ဟုတ်လားအဲ့ဒါနဲ့သူကအာသင်သားလို့ဆိုတော့ဒီလိုရုပ်ညံ့တဲ့ကိစ္စဘာလို့ဖြစ်တာတော့ဆိုတော့လောဘကြောင့်ဖြစ်တယ်လို့သူအဖြေမှန်ကိုရတယ်ဒါနဲ့ဒီလောဘကြီးထွားလာလို့ရှိရင်ငါ့ကိုပယ်လေးကိုပို့လိုက်မယ်ဆိုပြီးတော့မလုပ်တော့ဆိုတော့အဲ့ဒီလောဘကိုသူပင်ရှားနိုင်ဖို့ကြိုးစားမယ်ဆိုတော့အလုံးထိတ်လန့်တဲ့တတိတံဝေကဥရှိပြီးတော့သူကြိုးစားတာအဲ့ဒီချောင်းရဲ့ကန္တဘေးမှာရဲရဲနဲ့ပြည့်စည်ကဘုရားဖြစ်သွားတယ်ပြည့်စည်ကဘုရားဉာဏ်ရဒါကအရင်ဘဝမောများစွာ
နှစ်ပင်ရှင်တဲ့ကဘာတိတ်ပါရမီဖြည့်ခဲ့တဲ့အကြောင်းတရားတွေကလည်းပဲရှိနေတာဒါပေမဲ့အခုလောလောဆယ်နီးဆုံးအကြောင်းကတော့သူ့အကြောင်းသူစဉ်းစားရင်းနဲ့မကောင်းတာတွေကိုတွေ့လို့အဲ့ဒီမကောင်းမှုကနေလွတ်မြောက်အောင်ကြိုးစားတာဒါပြည့်စုံကဘုရားဖြစ်ခြင်းရဲ့နီးဆုံးအကြောင်းဝေသောအကြောင်းကိုလည်းခြံထားလို့တော့မရဘူးနော်ဝေသောအကြောင်းကပါနှစ်ပင်ရှင်တဲ့ကဘာတိတ်ပါရမီဖြည့်ခဲ့တာဒါလည်းရှိဖို့လိုတယ်နော်ဒါကမှလည်းဘုရားတို့လည်းပဲတစ်ခါတလေကိုမဟုတ်တာတွေကိုလုပ်ပြီးတော့မှတ်ရပြီးတော့အတိအနဝေကနဲ့နောက်မှာဒါမျိုးဖြစ်စီဘူးလို့စဉ်းစားကြဘူးလားမရှိဘူးလားရှိတယ်ဒါပေမဲ့ပြည့်စုံကဘုရားတော့ဖြစ်သွားတာလားရှိမသွားဘူးလို့ပါရမီတွေဘလို့လို့ဖြည့်ပြီးခဲ့တာမရှိလို့ပေါ့ဟုတ်တယ်ပေါ့လားအေးဒါပထမပြည့်စုံကဘုရားကသူပြည့်စုံကဘုရားဖြစ်ခဲ့တဲ့အကြောင်းလေးကိုပြောပြတာဒုတိယပြည့်စုံကဘုရားကဘာပြောပြလဲဆိုတော့မင်းကြီးတဲ့ငါပြည့်စုံကဘုရားဖြစ်ရတဲ့အကြောင်းကလည်းတစ်မျိုးဟုတ်တယ်ဒီငါကပြည့်စုံကဘုရားမဖြစ်ခင်တော့လူ့ဘဝတော့ငါတကြွယ်တယောက်ဖြစ်ခဲ့တာအဲ့ဒါတည်းငါရဲ့အိမ်ပေါ်ကနေပြီးတော့လမ်းပေါ်ကငါလေသာပရန်ကိုဖွင့်ပြီးတော့ကြည့်တဲ့အခါကျတော့ဇနီးခင်မွန်နှစ်ယောက်လမ်းပေါ်ဖြတ်လျှောက်သွားတာကိုငါတွေ့ရတယ်တခြားကြည့်တဲ့အခါကျတော့အမျိုးသမီးကရုပ်ရည်ကတော်တော်လှပတယ်ချုံမောတယ်အဲ့ဒီအမျိုးသမီးကိုကြည့်ရင်းနဲ့ငါရဲ့စိတ်ထဲမှာမယိုးသားတဲ့စိတ်ကြီးဖြစ်တယ်အဲ့ဒီမြင်ကွင်းလေးပျောက်သွားပြီးလွန်သွားပြီဆိုတော့ငါစဉ်းစားမိကြည်စံတင့်တော်လိုက်တာနော်ငါမှာဒီလိုအိမ်တော်ရှိတဲ့အမျိုးသမီးရဲ့ပုံမှာမယိုးသားတဲ့စိတ်တွေမွေးမိတာဒါမကောင်းဘူးဒါဘယ်သူမှသိတာမဟုတ်ပါဘူးသူရဲ့စိတ်ဖြစ်နေတာဟုတ်လားဒါပေမဲ့သူကိုယ်တိုင်တော့သိနေတော့သူ့စိတ်ထဲမှာမဖြစ်တော့ဒါကိုသူထိတ်လန့်တယ်သံဝေကရတယ်အဲ့ဒါနဲ့ဒီမကောင်းတဲ့စိတ်တွေငါမဖြစ်အောင်လုပ်မယ်ဆိုပြီးတော့အဲ့ဒီအိမ်ပေါ်မှာဗရင်ပေါက်ပေးမှရက်ရင်းနဲ့ပဲကြိုးစားလိုက်တာပြည့်စုံကဘောဓိဉာဏ်ကိုရတော့ပြည့်စုံကဘုရားဖြစ်တယ်အံ့ဩကြမယ်နော်ဒီဒါဒုတိယပြည့်စုံကဘုရားရဲ့အကြောင်းသူလည်းပဲသူ့စိတ်ကိုစစ်ဆေးလို့မကောင်းတာတွေတွေ့တဲ့အခါမှာအဲ့ဒီမကောင်းမှုကနေလွတ်မြောက်အောင်ကြိုးစားသွားတာပဲဟုတ်လားဒါလေးကိုစဉ်းစားနေရင်လို့ပြောပြတာဟုတ်လားနောက်တတိယပြည့်စုံကဘုရားကဘာပြောလို့အင်းကြီးတဲ့ငါပြည့်စုံကဘုရားဖြစ်လာတဲ့အကြောင်းကလည်းပဲတစ်မျိုးပဲတဲ့ငါလူ့ဘဝတော့မှဒီနေ့မှာငါရဲ့အဖေနဲ့ငါနဲ့ခရီးတစ်ခုသွားတယ်အဲ့ဒီခရီးကတောအုပ်ကြီးတစ်ခုကိုဖြတ်ရတယ်အဲ့ဒီတောအုပ်ထဲမှာလူကျိုးတစ်ခုတွေမကြထထပေါင်းကျန်တယ်ဆိုတာမတို့ကသိနေတယ်အဲ့ဒီလူကျိုးတစ်ခုတွေကဒလိထုံးစံတစ်ခုရှိတယ်တော်တယ်ကိုဆရာတပည့်နှစ်ယောက်လာတယ်ဆိုရင်ဆရာကိုဖားထားပြီးတော့တပည့်ကိုပြန်ဆက်တယ်ဒီမှာပတ်စံယူပြီးတော့လာရွေးနဲ့ဟုတ်လားသားဖားနှစ်ယောက်လာတယ်ဆိုလို့ရှိရင်ဖေကိုဖားထားပြီးတော့သားကိုပြန်လွတ်တယ်ဒီမှာပတ်စံယူပြီးတော့လာရွေးနဲ့ဒါသူတို့ရဲ့ထုံးစံအဲ့ဒါကိုလည်းပဲသားဖားနှစ်ယောက်ကသိထားတော့တိုင်ပင်ကြတကယ်လို့များတို့တခုတည်းများတွေနဲ့တွေ့လို့ရှိရင်ဘာတော်လဲဆိုပြီးဘာမှမတော်ဘူးလို့ပြောရမယ်တိုင်ပင်တယ်အဲ့ဒါနဲ့ခရီးဆက်တဲ့တော်တဲ့ရောက်ထင်းတဲ့အတိုင်းပဲတခုတည်းများတွေနဲ့တွေ့တော့ဟိုကလည်းမေးတာဟောဘာတော်လဲဆိုသူတို့လည်းတိုင်ပင်ထားလိုက်တယ်ဘာမတော်ဘူးလို့ပြောတယ်ဘာမှမတော်ဘူးဆိုတော့တခုတည်းများတွေကလည်းတယောက်မှဖမ်းမတာဖမ်းတာလည်းဘာမှမတော်ပဲနဲ့ဒီကမှလာရွေးမှာမဟုတ်ပက်ကြီးမကိုက်တဲ့လူကိုတခုကလည်းမလုပ်ဘူးပေါ့ဟုတ်လားအဲ့ဒါနဲ့သားဖနှစ်ယောက်စလုံးတော်တွေကနေတခုလည်းကနေလွတ်လာတယ်အဲ့ဒါညနေခင်းရောက်ပြီဆိုတော့သားဖြစ်တဲ့လူကဒီနေ့ငါဘာလို့လုပ်မိပါလဲလို့ဟောကိုစစ်ဆေးတာအဲ့လိုစစ်ဆေးတဲ့အခါကျတော့တိလျက်နဲ့ချွတ်ရင်းသောစကားကိုပြောဆိုခဲ့တယ်ဆိုရင်ဥဒ္ဒဝါဒကံကိုသူတွေ့ဟုတ်လားအဲ့ဒါနဲ့သူလည်းထိတ်လန့်ပြီးတော့ဒါမျိုးမဖြစ်စေရဘူးဆိုပြီးကြိုးစားတာပြည့်စုံကဘောဓိဉာဏ်ကိုရတယ်ပထမရှိပြီးတော့သုံးပါရှိတယ်နော်နောက်သရုပ်ထမြောက်ပြည့်စုံကဘုရားရှင်မြတ်ကတော့ဘာပြောလို့ဆိုတော့မင်းကြီးတဲ့ငါကလူ့ဘဝတော်မှာရွာသားတယောက်ပဲရွာတရားကိုဘုရင်ကြီးကအပိုင်စားဖို့သူ့ကိုပေးထားတာအဲ့ဒါတနေ့ကျတော့ရွာသူရွာသားတွေငါ့ကြီးကိုလာပြီးတော့အေးဆိုကြဘာအေးဆိုလဲဆိုတော့တာငါသက်ခွင့်တောင်းနေတယ်ဟာမင်းတို့ဘာလို့တာငါတက်ကြမှာတို့ရမှာတာငါတက်တဲ့ထုံးစံမရှိဘူးဆိုတော့ဒါပွဲလန်းတဲ့ကြုံနေတဲ့တွေ့ကြောင့်ရှိတော့ကလည်းပွဲလန်းတဲ့ကြုံရင်သက်ခွင့်ပေးတာပဲဒါကြောင့်ရွာသားမင်းတာငါသက်ခွင့်ပေးပါအများကဝိုင်းတောင်းဆိုတာနော်အဲ့လိုတောင်းဆိုတဲ့အခါကျတော့ gain အဲ့လိုရှိတော့ကလည်းထုံးစံရှိတယ်ဆိုရင်တော့တက်ကြတာပေါ့လို့သူခွင့်ပေးလိုက်တယ်အဲ့တော့လူတွေကသက်ခွင့်ရပြီဆိုတော့လွန်ကေတက်ကြနော်အဋ္ဌာလေးကိုအများကြီးသက်ကြတယ်ရွာလုံးတွင်းကြီးနားနဲ့လွှမ်းပြီးတော့အဲ့ဒီမှာရွာသားကစိတ်မကောင်းဖြစ်ဟောကြည်စမ်းငါစကားတစ်ခွန်းကြောင့်ဒီတတ်တော်ဟာတွေအများကြီးတေးကြရတယ်သူ့ဘဝကိုလည်းတော်တော်လေးစိတ်ပြက်သွားတယ်ပေါ့နော်ဘယ်လိုလုပ်ရမလဲမတတ်တဲ့လို့ပြောလို့လည်းမရဟုတ်လားမတတ်လို့ပြောလိုက်ပြန်တော့လည်းပဲအခုစိတ်မကောင်းကြရတယ်တွေ့ရတယ်နောက်ဘဝမှာတစ်ခါတလေ
ကြောင်းပိတ်ပြီးတဲ့အနေအထားမျိုးဘလိုလိုလည်းမဖြစ်ဒီလိုလည်းမကောင်းဒါမျိုးတွေကဘဝမှာကြုံရတဲ့အဲ့ဒီမှာဦးဇင်းတင်ပါလေသူ့ဘဝကိုသူတော်တော်စိတ်ပြက်သွားပုံရပါတယ်ဘဝတန်တရားဘဝဆက်ပြီးတော့သူစိတ်ပြက်သွားပုံရပါတယ်ဟုတ်လားအဲ့ဒါနဲ့တတိတံဝင်ကလည်းဒီဘဝမျိုးကလွတ်မြောက်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်နဲ့သူကြိုးစားတာပြည့်စုံကဝိညာဉ်ကိုရတယ်ဟုတ်လားဒါလည်းပဲသူ့ရဲ့မကောင်းတဲ့ဝစီကဆုံးဖြတ်ချက်ပေါ့နော်ဒါကိုလည်းသူအကြောင်းပြုပြီးတော့မလုပ်တော့တတိတံဝင်ကရပြီးဒီအခြေအနေကျိုးတွေကလည်းလုံးဝလွတ်မြောက်ရနေရာကိုသူရောက်မသွားဘူးရောက်သွားတယ်လုံရောက်ရနေရဆိုတော့တင်စားပြောတာပါနိဗ္ဗာန်ချမ်းသာကိုရတော့ဒုက္ခငြိမ်းတာပေါ့နော်အေးဒါကဦးဇင်းတို့၄ပါးမြောက်ပြည့်စုံကဘုရားရဲ့ဘဝဇာတ်ကြောင့်၅ပါးမြောက်ပြည့်စုံကဘုရားကဘာအသိရှိတော့ဆိုတော့အင်းကြီးတဲ့ငါလည်းလူ့ဘဝတော့မှရွာသားတယောက်သေးတဲ့အဲ့လိုပဲတဲ့ငါ့ကိုလည်းပဲရွာသူရွာသားတွေကလာပြီးတော့အေးချူကြတယ်ဘာအေးချူလဲဆိုတော့သေကြီးချက်ပြီးတော့ပောက်ခွင့်ပေးဖို့အေးချူကြတယ်ဟာတို့ရွာမှာသေကြီးချက်ပြီးတော့ပောက်ခွင့်ရှိဖို့ဆိုတော့ပွဲလန်းတမင်ရှိပါလေပျော်ပွဲရှင်ပွဲတွေကျုံးနေတယ်ဒါကြောင့်သေကြီးချက်ပြီးတော့တောက်ခွင့်ပေးပါအဲ့တော့အများကတောင်းဆိုတာဆိုတော့ဘလွန်ဆန်တော့သူပေးရတယ်အဲ့ဒီမှာတို့တွေကအယံကာရောချက်ပြီးတော့အယံကာရောတောက်ကြတယ်ဆိုကြမှာအခုခေတ်လို့ပေါ့ဟုတ်လားအယံတောက်ကြတယ်လို့ဆိုကြမှာဟုတ်လားတောက်ကြပြီးတော့ဘာဖြစ်တော့အပင်ကမှမိမိရောဖြစ်နေတဲ့တတ္တဝါတွေဒီအရေးဝင်သွားပြီဆိုတော့ဘာမှပြောလို့မရတော့အဲ့ဒီမှာရိုက်ကြလက်ကြရဖြစ်ကြအထိပ်ပေါ်ကောင်းဝဲအများကြီးအကြီးအကျယ်ဒုက္ခရောက်ကြတယ်အဲ့ဒီလိုဖြစ်ကြတဲ့ဒကာကြီးတွေရဲ့မိသားစုဝင်တွေမှာလည်းအများကြီးမိုးကြရိုးကြဆူကြတရွာလုံးကိုဝတ်လို့ရိုက်ပြီးတော့ရွာပြတ်တယ်လို့ဖြစ်တယ်ဘယ်သူရဲ့လက်ချက်တော့သေရဲ့လက်ချက်ပါနော်ဒါကတော့ပြောမယ်ဆိုရင်တော့ဒီကိနဲ့ရှင်းပြီးတော့ပြောရင်အလုံးပြောကြကောင်းတာပါပဲထားပါတော့အဲ့ဒါပြောမိမယ်ဆိုလို့ရှိရင်တရားကတော်တော်နဲ့လက်စားတတ်လို့ရမှာမဟုတ်လားအဲ့တော့ရွာသားကအဲ့ဒါကိုမြင်တဲ့အခါကျတော့စိတ်မကောင်းငါစကားတစ်ခုကြောင့်ဒီလူတွေအများကြီးဒုက္ခရောက်ကြရတယ်သူတော်ကောင်းစိတ်ရှိတဲ့ပုဂ္ဂိုလ်ဆိုတာတာဝန်ယူတဲ့သဘောရှိတယ်ပေါ့နော်သူ့ကြောင့်ဒီလိုဖြစ်တယ်လို့သူခံယူတာနော်အမှန်ကဟိုလူတွေမိုက်လို့ဖြစ်တာသူကမလွန်ဆန်နိုင်လို့သာဥကြလို့ပြောနေရတာဒါပေမဲ့သူကတော့ဘယ်လိုထင်တာသူ့ကြောင့်ဖြစ်တယ်လို့ပဲသူတွေးပြီးတော့စိတ်မကောင်းဖြစ်တယ်ဟုတ်လားတာဝန်ယူလို့တဲ့စိတ်ကလေးကိုမတွေ့ရဘူးလားအဲ့ဒါနဲ့အဲ့ဒီအခြေအနေမျိုးကနေလွတ်မြောက်အောင်သူကြိုးစားတာကသူပြည့်စုံကဗောဓိဉာဏ်ကိုရဒီလိုသွားတာနော်ဘယ်နှပါးရှိသွား၅ပါးရှိသွားပြီဒီ၅ပါးရဲ့အနေအထားကိုဦးဇင်းတို့စဉ်းစားကြည့်၅ပါးသီလနဲ့သွားပြီးတော့အမှန်ဝန်ကြကြားတယ်စဉ်းစားတော့ပထမတစ်ပါးကဘာဖြစ်တာခိုးတော့တာအာရိဏတံဟုတ်လားဒုတိယတစ်ပါးကကာမေတုမိစ္ဆာသာရကိုစိတ်ကူးနဲ့နော်ဖြစ်မိတာဟုတ်လားတတိယဘာဖြစ်တာမှုသာဝါဒဟုတ်လားသရုပ်ထားကမှာတော့ပါဏတိပါဒနဲ့သွားကြည့်ရှောင်းတာနော်၅ခုမြောက်ကသုရမေရာရနဲ့သွားပြီးတော့ညီရှောင်းတာဒါသူတို့ကိုယ်တိုင်ကောက်တာမဟုတ်ဘူးနော်သူတို့ကိုယ်တိုင်ပတ်တာမဟုတ်ဟုတ်လားဒါပေမဲ့လို့သူတို့ဟောသိရှိလက်ခံပါတဲ့ပုံကိုယ်လေးဆိုတော့ဒီအနေနဲ့များတော့အကုသိုလ်ကိုပဲသူတို့စိတ်ထဲမှာထိတ်လန့်မှုကိုဖြစ်စေကြဟုတ်လားဒါကြောင့်ကိုယ့်ကိုယ်စစ်ဆေးရင်းနဲ့တွေ့ရတယ်မကောင်းဘူးတယ်ဘယ်လိုလွတ်မြောက်အောင်ကြိုးစားတာအဲ့ဒီလိုပြောတာကိုဘုရားလောင်းရှင်ကြီးကကြားရတော့အယံဝမ်းသာအရှင်ဘုရားတို့ရဲ့အဖြစ်ဟာအရှင်ဘုရားတို့နဲ့ထိုက်တန်ပါလေအဲ့ဒါနဲ့ထိတ်တော်ပြည့်စုံကဘုရားရှင်ရဲ့ဒီပြန်ကြွသွားဒါပေမဲ့မင်းကြီးရဲ့ခေါင်းထဲမှာတော့စဉ်းစားကြရအများကြီးကြံရစ်တယ်သူ့ဘဝအနေထားကြီးကိုလည်းပဲသူတတိတဝေကရတယ်အဲ့ဒါနဲ့လူနဲ့မှစကားပြောတော့တခါလေအိယာတိုက်ခန်းထဲကိုတပါးလေးဝင်သွားတယ်ပြီးတော့တခါမှပိတ်ထားလိုက်တယ်ပြီးတော့သူ့ရဲ့အိယာတိုက်ခန်းအတွင်းကဆေးရောင်ကအဖြူလေးတုတ်ထားတာအဲ့ဒါဘုရားတော်ကတတိတဝေကလက်ရှိနဲ့အဲ့ဒီဆေးရောင်အဖြူကိုစိုက်ပြီးတော့ကြည်ရင်းနဲ့ဇန်ချမ်းသာမှုရတယ်ဒါကစလို့ပြောရင်ဩဒါတာကတိုင်းကိုစီပြန်လိုက်တဲ့သဘောဒီအဖြူရောင်ထဲမှာပဲစိတ်ကိုတစ်ထက်ဒီအဖြူရောင်ကပြောလို့ဘာမှမရှင်းသာဘူးဘာမှမတွေ့ဘူးဘာစိတ်မှမဖြစ်ဘူးဆိုအဖြူရောင်ထဲမှာပဲစိတ်ကိုဖြစ်ပေါ်နေတာအဲ့ဒါရောက်ဇန်ရဇန်ရောက်ပြီဆိုတော့နိဝရဏတရားခင်းတဲ့ကြောင့်စိတ်ကနော်မြင်ရလို့ကြားရလို့ဖြစ်ရတဲ့ချမ်းသာမျိုးနဲ့မတူတဲ့အလုံးကောင်းတဲ့ချမ်းသာကိုတူရကြည်ရင်လည်းကြည်ရလို့နားထောင်ရင်လည်းနားထောင်ရလို့နားကျင်ရလည်းနားရလို့စားကြရလည်းစားလို့တွေ့ထိကြရလည်းတွေ့ထိရလို့ဖြစ်ပေါ်တဲ့ချမ်းသာတဲ့အလုံးသားတဲ့ချမ်းသာကိုဇန်ချမ်းသာလို့ဒီနေရာမှာပြောတာဟုတ်လားအဲ့ဒီဇန်ချမ်းသာကိုရတဲ့အတွက်ကြောင့်ဘုရားတော်ကြီးကမပြောလို့ဆိုတော့တဲ့ငါကာမဂုဏ်ချမ်းသာကိုခံစားနေတဲ့အတွက်ကြောင့်အဲ့ဒီကာမဂုဏ်ချမ်းသာတဲ့သာတော်နဲ့အခုလိုအလွန်ချမ်းသာတဲ့ဇန်ချမ်းသာကို
မရခဲ့တာပဲလို့အလိုဥဒ္ဒသဘောမျိုးကျူရင်တာရှိတယ်ဟုတ်လားအဲ့ဒါနဲ့နောက်တော့မိဖုရားကြီးက3-4 ရက်နေတော့မိဖုရားကြီးကတို့ရှင်ပဲအချိုးပြောင်းနေတယ်ဒီလိုနဲ့မှလည်းအတွေ့မခံဘူးနော်အစာတော့ပို့တဲ့လူတယောက်နဲ့ပဲတွေ့ခံတာကိုတန်ချမ်းသာနဲ့နေတာအဲ့ဒီမှာမိဖုရားကြီးကဘုရားလောင်းကိုသွားပြီးတော့နားချနော်ကာမချမ်းသာဆိုတာကောင်းမှပါတယ်ဆိုတဲ့အကြောင်းသူအမျိုးမျိုးပြောတာပေါ့အဲ့ဒီမှာဘုရားလောင်းကကာမချမ်းသာမကောင်းတဲ့အကြောင်းဆင်းရဲဒုက္ခရဲ့အကြောင်းတရားတွေဖြစ်တဲ့အကြောင်းတရားဟောပြီးတော့နော်ဒီနာစီတွေကိုတိုင်းပြည်ကိုအမတ်တွေကိုအပ်ပြီးတော့အဲ့ဒါဟိမောတက်ပြီးတော့ရတဲ့ဝတ်တယ်အဲ့ဒါဇန်ချမ်းသာလက်ရှိနဲ့နောက်တစ်ချိန်မှာကွယ်လွန်လိမ့်စာရောက်တော့ဇမပြည်ကိုလာတယ်ဆိုပြီးတော့ဒါကျွန်တော်ပါဏိယဆက်ဆိုတာရှိဟုတ်လားအဲ့တော့ဦးဇင်းတို့ဒီဇတ်တော်တွေကိုဦးဇင်းတို့ဘာလို့ပြောတာလဲဆိုတော့ဖြစ်သွားကြတဲ့ပြည့်စုံကဘုရားအရှင်မြတ်ကြီး၅ပါးကိုယ့်ရဲ့အနေထားကိုကိုယ်တိုင်အမှန်ကန်သိအောင်သူတို့စီစစ်တဲ့သဘောမရှိဘူးလားရှိတယ်ဘဝမှာစစ်ဆေးဖို့လိုတယ်တော့ဈေးတွေများတရက်ကုန်သွားပြီးရောင်းချပြီးတော့ဒီနေ့အမျက်ထွက်သလားရှုံသလားအရင်ပဲလားဒီလိုစစ်ဆေးဖို့မလိုဘူးလားလိုတယ်နော်ဒါမှကိုယ့်ရဲ့သွားရလမ်းကြောင်းလေးကမတိမ်မဆောင်ဖြစ်မှာအစည်းအဝေးရေးမှာလည်းစစ်ဆေးဖို့မလိုဘူးလားအဲ့လိုမျိုးကျွန်တော်တရားဓမ္မကိစ္စဘဝတန်တရားရေးသိတဲ့ကိစ္စမှာလည်းကိုယ့်ကိုစစ်ဆေးဖို့မလိုဘူးလားလိုတယ်အဲ့ဒီနေ့ကိုယ်စိတ်ကိုစစ်ဆေးဖို့ဆိုတာစစ်ဆေးဖို့စစ်ဆေးနည်းနဲ့တော့မြတ်စွာဘုရားသင်ပြပေးထားတဲ့သစိတ်တသုတ်တံကိုအရင်တော့ပန္တိယသက်ကလေးနဲ့တော့ခြံရပြီးတော့ပြောလိုက်တာဟောတနာရေးနဲ့တော့10 မိနစ်ကျော်ကျော်ရှိသွားပြီဟုတ်လားဒါကြောင့်ပိဿပေါင်းတော်ဒီနေ့ကိုယ်စိတ်ကိုစစ်ဆေးပါဆိုတဲ့တရားကောင်းစဉ်ဖြင့်နော်ကိုယ်စိတ်ကိုကောင်းတာတွေဖြစ်နေလားဆိုတာတွေဖြစ်နေလားစစ်ဆေးရမယ်ကောင်းတာတွေဖြစ်နေတယ်ဆိုရင်တော့ဝမ်းသာဝမ်းမြောက်ဝမ်းသာရှိပြီးတော့ကောင်းတဲ့ကောင်းကြိုးစားဖို့ပဲမကောင်းတာတွေဖြစ်နေတယ်ဆိုရင်တော့အဲ့ဒီမကောင်းမှုကိုပယ်ရှားနိုင်အောင်ကြိုးစားရတယ်ဒါတွေကိုကျွန်တော်အကျေတုံးမပြောခဲ့ဘူးလားပြောခဲ့တယ်နော်အဲကြောင့်ပိဿပေါင်းတော်တို့ဒီအပမဒါဆိုတဲ့ဒီတရားလက်ကင်ထားပြီးတော့ကိုယ်စိတ်ကိုစစ်ဆေးပြီးတော့မကောင်းတာတွေတွေ့လာရင်အဲ့ဒီမကောင်းမှုကနေလွတ်မြောက်နိုင်အောင်ကြိုးစားနိုင်ကြတယ်ကောင်းတာတွေတွေ့လာရင်လည်းပဲအဲ့ဒီကောင်းမှုမှာရက်တည်ပြီးတော့ကောင်းတဲ့ကောင်းအောင်ကြိုးစားနိုင်ကြတယ်ဒီလိုကောင်းနေဖြစ်ကြပါစေလို့ကျွန်တော်ဆန္ဒပြုပြီးတော့မေတ္တာပို့ခြင်းဖြင့်ကိုယ်စိတ်ကိုစစ်ဆေးပါဆိုတဲ့တရားစကားကိုအဆုံးသတ်ကြရအောင်နော်ဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓတို့ဝဝေနသရာဒုက္ခိဝန္တုတိဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မတို့ဝဝေနသရာဒုက္ခိဝန္တုတိဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာတို့ဝဝေနသရာဒုက္ခိဝန္တုတိဒီတုံဝါကတိတရားနာပိသပေါင်းတော်ကောင်းတို့သာတာအလုံးတော်တတ္တဝါနာတတို့အားသာဝမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသည်များမင်္ဂလာဝဝတိဘဝတုကောင်းစွာမသိဖြစ်တော်မူကြပါစေတည်းသာဝတိဝတ္တမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနာမိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနာမိမိတို့သာသနာမိမိတို့ဘဝမှာစောင့်ကြနေကြကုန်သောနာမည်နဲ့ကောင်းတာပေါင်းတော်ကလည်းပဲရက္ခဏတို့ကောင်းစွာမသိဆောက်ရှောက်တော်မူနိုင်ကြပါစေတည်းသာဝရဒုဝဝေနခေငါဝါလိုတဲ့သုမကဖွင့်တော်မူရတဲ့သုဆိုတာပါဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကုတည်တော်အနုဘောတော်တို့ရ၎င်းသာဝဓမ္မနုဝဝေနမေလီရန်ပူရိရန်နိဗ္ဗာန်ပြေတူစွာသောစေတတော်တရားတော်မြတ်တို့ရဲ့တကုတည်တော်အနုဘောတော်တို့ရ၎င်းသာဝသံဃာနုဝဝေနမေဂထံလေးရောက်ပရထံလေးရောက်စွာသောရှင်အောင်တော်ရိယသံဃာရှင်မြတ်တို့နှင့်တကွာတိလဂေါတမတိကိုဉာဏ်ကိုတို့နဲ့ပြည့်စုံတော်မူရတဲ့တကုတည်သံဃာအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတည်သောအနုဘောတော်တို့ရ၎င်းသနာမေယောညပါဘေကမဆိုင်ချင်းရှိတိုင်းချင်းရှိတိုင်းဒုက္ခိကိုစိတ်တရားကြောင့်မှချမ်းသာရရှိကြကုန်ပြီဘဝတုကောင်းစွာမတွေ့ဖြစ်တော်မူကြပါစေတည်းသာဓုသာ